ဘာလီတဲ့ဘယ်လိုလဲအဘဘာလီဆိုတာဘေးတိုင်ပြည့်တရာမကြီးပဲပြည့်တရာမကြီးကျောင်းအမကြီးပြီးတော့ကျောင်းအမလည်းဟုတ်တယ်ပြည့်တရာမလည်းဟုတ်တယ်ယဟန္တာမလည်းဟုတ်တယ်သူကအဲ့တော့သူ့ရဲ့ဘဝခရီးမှာသူမဖြစ်ရှင်တာတွေလည်းပဲဖြစ်ခဲ့ရသူဖြစ်ရှင်တာတွေလည်းဖြစ်ခဲ့ရတယ်သူ့ဘဝဟာကောင်းမကောင်းကံတစ်ခုရောနေတာအဲ့တော့ကောင်းမကောင်းကံတစ်ခုရောတဲ့အမဘာလီထေရီမကြီးရဲ့ဘဝခရီးကိုစရင်90နဲ့နှစ်ကဘာထက်မှာလောကသုံးပါးမှာဖုဒ္ဓရှင်တော်မြတ်ဘုရားပွင့်တော်မူတယ်အဲ့ဒီဖုဒ္ဓရှင်တော်မြတ်ဘုရားပွင့်တော်မူတဲ့အချိန်ကာလမှာအဲ့ဒီအမဘာလီလောင်းအမျိုးကောင်းသမီးဟာပြေတတ်တဲ့ဖုဒ္ဓရှင်တော်မြတ်ဘုရားရဲ့ညီမတော်တဲ့ဖယားနဲ့မောင်နှမတော်တယ်ဖယားနဲ့ဘာတော်လဲဖယားနဲ့မောင်နှမတော်ပြီးတော့ကိုကြီးဖယားဓမ္မသဘင်တရားဝဲသွားပြီးတော့တရားနာတဲ့အခါမှာစိတ်စေတနာတရားတွေထက်သန်ပြီးတော့သူ့စိတ်ထဲကုသိုလ်ကောင်းမှုလုပ်ရရင်ကောင်းတယ်ဆိုပြီးတော့ဒီလိုဆုံးဖြတ်ပြီးတော့အသိဉာဏ်တွေပွင့်လင်းလာတဲ့အခါမှာတရားနာရတော့အသိဉာဏ်တွေပွင့်လင်းလာတဲ့အခါမှာအကိုကြီးဖြစ်တဲ့ဘုရားဘုရားရှင်ကိုရောမြတ်နဲ့တန်ဃာတော်တွေပြင့်ပြီးတော့ဆွမ်းလှူတယ်တဲ့ဘာလှူတဲ့ခொနည်းတိုင်းတိုင်းဘုရားဘုရားရှင်ကိုရောမြတ်နဲ့တန်ဃာတော်တွေပြင့်ပြီးတော့ဆွမ်းလှူခொနည်းပြည့်တဲ့ကြတော့သင်္ကန်းလူတောင်းပြီးတော့သူ့ရဲ့ဆန္ဒလေးကိုပေါ်ထုတ်တယ်ဘေးသားရေးဘုရားသမီးတော်အကိုကြီးဘုရားနဲ့တန်ဃာတော်တွေကိုဆွမ်းလှူရတဲ့ကုသိုလ်ကံအားဆွမ်းပကားတို့ကြောင့်ဖြစ်လျာဘဝတိုင်းမှာရုပ်အစင်းလှပတင့်တယ်ခြင်းနဲ့ပြည့်စုံရပါစေသာဗျာလို့ဖြစ်လျာဘဝတိုင်းမှာရုပ်ချောခြင်းနဲ့တဲ့ဘာချောခြင်းနဲ့တဲ့အဲ့ဒါဖြစ်ခြင်းနဲ့ဆန္ဒအဲ့ဒါဘာလဲဖြစ်ခြင်းနဲ့ဆန္ဒသူဘုရားထံသူဆန္ဒပေါ်ထုတ်တယ်ဟောတော်ပြီးတော့ဘုရားဘုရားရှင်ကိုရောမြတ်ထံမှာဆုတောင်းတယ်တောင်းတော်ဘုရားဘုရားရှင်ကိုရောမြတ်ကအေးတောင်းတဲ့ဆုနဲ့ပြည့်စီပေါ့သူဆန္ဒသူပေါ်ထုတ်တာပဲဘာမှမပြောတောင်းတဲ့ဆုနဲ့ပြည့်စီနိဗ္ဗာန်မတောင်းဘူးမဉ္ဇဉ်ဘုံညာမတောင်းဘူးဘုရားတိုင်ရုပ်လှခြင်းနဲ့တဲ့အဲ့ဒါနဲ့အဲ့ဒီဘဝကနေအဲ့ဒီဆုတောင်းပြီးတော့မနေလို့သေသွားတဲ့အခါကျတော့လူပြည်နတ်ပြည်စုံစံသွားလာပြီးတော့နေလိုက်တာ30နဲ့တကဘာရောက်တဲ့အခါကျတော့တိခီလို့ဘွဲ့မိရတယ်မြတ်စွာဘုရားပွင့်တော်မူပြန်တယ်မှတ်ခဲ့ပြေးတိုက်ဘုရားနှစ်ဆူရှိပြီဘုရားဘယ်နှဆူဘုရားဘုရားရှင်ကိုရောမြတ်ကိုမြတ်ဝါခြင်းနဲ့ဖူးမြင်ရတဲ့အဲ့ဒီဘုရားဘုရားရှင်ကိုရောမြတ်ဟောတော်မူတဲ့တရားတွေကိုနာကြားကြရတယ်အဲ့ဒီကနေပြီးတော့အလှပွဲကြီးလုပ်ပြီးတော့ဆွတ်ကပြီးတော့ဆုတောင်းရဝစင်လပကျင်းဆိုတဲ့ဆုတောင်းပြီးတော့အဲ့ဒီကမနေလို့သေးလူပြည်နတ်ပြည်စုံစမ်းသွားလာရင်းနဲ့30တကဘာရောက်တဲ့အခါကျတော့သိက္ခီမြတ်စွာဘုရားတခါပွင့်တော်မူပြန်တယ်အဲ့ဒီသိက္ခီမြတ်စွာဘုရားပွင့်တော်မူရာခါကာလမှာအရုဏဝတ္တိလို့ခေါ်တဲ့နေပြည်တော်ကြီးမှာပုံနာမျိုးမှာဖြစ်တယ်တဲ့ဘယ်မျိုးမှာဖြစ်တယ်ပုံနာမျိုးမှာဖြစ်ပြီးတော့တောင်းတဲ့ဆုအတိုင်းပဲတိုင်းအလွန်ဆင်းလာတယ်တဲ့လှလိုက်တာဘယ်လိုကြည့်ကြည့်အဝဒဆင်းလာပါတယ်အမျိုးသမီးဖြစ်ပြီးတော့ရုပ်လှတဲ့လူဟာပြေးတိုင်းရူပမဒလို့ခေါ်တယ်ရုပ်ပေါ်မှာမှန်တက်တာငါတော့ဘယ်သူမှမလှဘူးဆိုတာအဲ့ဒါမှန်ပဲပညာတတ်တဲ့ပုဂ္ဂိုလ်ကလည်းပညာမှန်အစင်းလာတဲ့ပုဂ္ဂိုလ်ကလည်းအစင်းမှန်နောက်ဆုံးကုံကုံပြောမယ်ကျမ်းမာရေးကောင်းတဲ့ပုဂ္ဂိုလ်ကလည်းအာရောချမထလို့ခွင်းတို့စာပေများဒီလိုသုံးတယ်ကျမ်းမာရေးကောင်းတဲ့ပုဂ္ဂိုလ်ကလည်းကျမ်းမာရေးကြောင့်မှန်တက်တယ်တဲ့ဘာကြောင့်မှန်တက်လဲဒကာကြီးတယောက်ကြောင်းလာတယ်ကြော့ဝင်းကြီးကလည်းတို့မြတ်စွာဘုရားလက်ထက်ကလည်းပဲဒကာတော်မလာကြော့တဲ့အခါမှာနှုတ်ဆက်စကားပြောရတယ်ကိစ္စခမနိယံကိစ္စယပနိယံဘယ်လိုလဲခံကြပါရဲ့လားနေကောင်းပါရဲ့လားအလာဘသလာဘဆိုတာဒီလိုပဲနှုတ်ဆက်စကားပြောရတယ်ရှင်ကျေးမှုမေးတယ်ဒါကြီးနေကောင်းလားလို့မေးသူနေကောင်းလားလို့မေးရင်မကြိုက်ဘူးတကယ်ဘုန်းကြီးကမေးဒကာကြီးနေကောင်းလားအသက်80ကျော်နေပါပြီဒကာကြီးနေကောင်းလားလို့တင်ပါဗျာတင်ပါပဲကောင်းပါလေဗျာမပါတဲ့စကားမေးတယ်သူများနေကောင်းလားလို့သွားမမေးနဲ့ကိုတော့လည်းနေကောင်းလို့လာတာဘုရားနေမကောင်းအိပ်ရတဲ့ခွေနေမှာပေါ့လေဟော
အဲ့တော့မေးတဲ့ဘုန်းကြီးကသူ့မမေးရဘူးသူလာရင်သူနေမကောင်းမကောင်းတော့တုံးလုံးပဲလဲနေနေမေးကုန်မမေးဘုန်းကြီးကတော့တခါမေးပြီးတဲ့ကသူအဲ့လိုပြောတယ်ကိုတော့လည်းနေကောင်းလို့လာတာပြောနေမကောင်းအဲ့ဒီမှာပေါ့ဆိုတော့အဲ့ဒါဘေးတိုင်အာရောက်ချမရကျမ်းမာရေးကောင်းတဲ့အထက်မှာမှန်တက်နေတာတခါမှတက်စစ်ကြော်ပြီးတယ်တခါမှစိတ်မထုံးဘူးတဲ့အဲ့တော့ရုပ်ရှင်းလန်းပါတဲ့ပုဂ္ဂိုလ်ကလည်းရူပမရရှုပ်နဲ့ပတ်သက်ပြီးတော့မှန်တက်တယ်ပစ္စာရှိတဲ့ပုဂ္ဂိုလ်ကလည်းပစ္စာနဲ့ပတ်သက်ပြီးတော့မှန်တက်တယ်ကျမ်းမာရေးကောင်းတဲ့ပုဂ္ဂိုလ်လည်းကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့မှန်တက်တယ်အခုအဘပါဠိလောင်းမျိုးကောင်းသမီးဟာဘရဲ့တိုင်သူဘုဒ္ဓဘုရားရှင်ကိုရောမြတ်လက်ထက်တော်မှာတောင်းခဲ့တဲ့ဆုပြည့်တဲ့အခါကျတော့ဇဝေရှင်းလာပါတင်းနေတဲ့အတွက်ကြောင့်မို့လို့အလှမှန်နေတက်နေတယ်။ဘာတွေတက်နေလဲ။အဲ့တော့ဘုရားတိုင်လှတဲ့လူကအတန့်ပြန်လဲကြိုက်တယ်တဲ့လှတဲ့လူဘာလဲကြိုက်တယ်။ဒီဘကွယ်သူကသူမလှလောက်ဖိမဲ့လိမ့်မဲ့ရေချိုးမဲ့အများအားလက်သက်ချစ်တဲ့ဒီလှိမဲ့ဖြတ်မဲ့ပေါ့သပင်လည်းအများအားရှော့မဲ့ပေါ့ဒီလိုပေါ့လှတဲ့လူကအတန့်ပြန်လဲကြိုက်တယ်တဲ့တနေ့တော့ဘေးသားတဲ့အဲ့ဒီသိခီမြတ်စွာဘုရားရှင်ကိုရောမြတ်ဟောတော်မူတဲ့ဓမ္မသဘင်တရားဝဲသွားလို့တရားနာတော့ဘေးသားအဲ့ဒီမှာတန်ဝေကဉာဏ်ဖြစ်တယ်တဲ့ဘာဉာဏ်ဖြစ်လဲတန်ဝေကဉာဏ်ဖြစ်ပြီးတော့မြတ်စွာဘုရားသာနာတော်ဝင်ပြီးတော့ငါဘိက္ခုနီမဝေရရင်ကောင်းမယ်မြို့သမီးဘိက္ခုနီမသာသနာရှိတဲ့အချိန်မှာအမျိုးသမီးတွေယဟန်ခံဝင်ရှိတယ်အဲ့သူငါဝတ္တငါဝိရှင်စိတ်ပေါက်မိဘထံခွင်တောင်းတော်ပြောဆိုမိဘကခွင်ပေးတဲ့အခါကျတော့အဲ့ဒါမြတ်စွာဘုရားသာသနာတော်မှာသင်္ကန်းဝတ်လာတယ်သင်္ကန်းဝတ်လာတော့လူဘဝတုန်းကလှတာကတစ်မျိုးသင်္ကန်းဝတ်လေးနဲ့ဆိုတော့ကြက်တရေပါရှိတာတခါလေကြည့်ရတာဘိက္ခုနီမလေးကတက်ချောတာပဲပြည်သားကြီးမျက်စိထဲမှန်းတာကြည့်ပြီးတော့သင်္ကန်းရောင်လေးနဲ့နော်ကောင်းလေးပြောင်းရိပ်ပြီးတော့တခါလေတန်တန်ပြည့်မြတ်လှလှပပဒီလိုနေတာအဲ့ဒါမြတ်စွာဘုရားသာသနာတော်မှာဒူရနဲ့ဖျာသာသနာအလုပ်တဲ့ဘုရားသာသနာတော်ရောက်လာရင်နံပါတ်1ပရိယတ်တိသင်ရတယ်။ဘာသင်ရလဲ။ပရိယတ်တိသင်ရတယ်ပရိယတ်တိသင်မေပရိပတ်တိကမ္မထာဘာဝနာတရားကျိုးစားပွားများအထောက်ရတယ်။အဲ့ဒါပရိယတ်တိသင်တော်လည်းပဲပြည့်တဲ့ဉာဏ်သိကောင်းတာတဲ့။ဉာဏ်သိကောင်းတဲ့အတွက်ကြောင့်မို့လို့ပိဋကသုံးပုံကိုခဏလေးနဲ့တတ်တယ်အဲ့တော့ဘာမှန်မှတက်လာတော့ဆိုရင်ပရိယတ္တိမံဘာမှန်တက်လာလဲဩဟိုဘိက္ခုနီမတွေငါးလောက်စာမတတ်ပါဘူးဟိုဘိက္ခုနီမတွေငါးလောက်အတန်းမအောင်ပါဘူးဟိုဘိက္ခုနီမတွေကတပွဲတည်းရတာငါက15ဘွဲရထားတာဆိုပြီးတော့ဒီလိုမှန်တက်လာတာပဲတိုင်ပရိယတ္တိကိုအကြောင်းပြုပြီးတော့မှန်တက်လာပြန်အဲ့တော့ရူပမရယုံမှာအစင်းလှတဲ့ဘောမှာမှန်တက်တယ်ပညာတတ်တဲ့ဘောမှာမှန်တက်တယ်တဲ့ဒီနေ့တော့ဘိက္ခုနီမတွေဘုရားဘူးသွားကြအောင်ဘုရားဘိက္ခုနီမတအုပ်ပေါ်လေဘုရားဘူးသွားစေတိရေမင်းတစ်ခုရောက်တော့စေတိရေမင်းပေါ်လက်ပတ်ပြီးတော့ကြည့်တော့ရှေ့ကယဟန္တာမကြီးဘိက္ခုနီမအိုကြီးတစ်ပါးကအဲ့ဒီမှာရှေ့ကသွားရင်းနဲ့ဘုရားတိုင်းနှာချီတယ်တဲ့နာချီလိုက်တော့လက်ကင်မောပါမသွားတော့နှာခေါင်းပိတ်ပြီးတော့မချီမိတော့နှာခေါင်းထဲကနေပြီးတော့နတ်ခါတမန်တလင်းမောကြသွားတမန်တလင်းမောကြသွားတော့အဲ့ဒီနောက်ကပ်ပါလာတာကအမဘာလီအလောင်းဘိက္ခုနီမသူကလည်းသူပြိဿအချမ်းရနဲ့နောက်ကသူစားတဲ့စားချပေးထားတဲ့ဘိက္ခုနီမတွေနဲ့သူကြည့်တော့လည်းလှလှပပချောချောမောမောဥပရိယုကလည်းတဲကောင်းကိုဒီဘိက္ခုနီမပရိယတ္တိစာပေကလည်းတတ်တော့နောက်ကပရိသတ်ခြံရနဲ့လာတော့အဲ့ဒီယဟန္တာမှာဘိက္ခုနီမကြီးနာချီပြီးတော့ကြခဲ့တဲ့တမန်တလင်းဘောကနှက်ကိုသွားပြီးတော့တနင်းမိတယ်တဲ့ငကိုယ်တည်းကအတန့်ပြန်ကြိုက်တဲ့ပုဂ္ဂိုလ်ဟာဒီနှက်ခြေထောက်မှာပေသွားတော့ပေသားကြီးစိတ်ထဲမှာဒေါသဖြစ်သွားတာတဲ့ဘာဖြစ်သွားတာလဲစိတ်ထဲမှာဒေါသဖြစ်သွားတာဒေါသဖြစ်သွားတကယ်ဆိုလို့ရှိရင်အိုးဘသူကြနေကြမှမသိဘူးဆိုပြီးတော့နောက်ပေဆုံးခြေထောက်ပေတာတော့မှခုနသွားပြီးတော့မြက်ထဲသွားပြီးတော့ပုတ်လိုက်တုတ်လိုက်ရင်မပြောင်းသွားဘူးလားအဲ့ဒါမှမကျင်တတ်တော့လည်းပဲကြောင်းပြန်ပြီးတော့ခြေထောက်ဆေးလို့မရဘူးလားဒါပေမဲ့လို့ဘေးသားတွေအဲ့ဒီမှာဘာဖြစ်လာတော့လို့ဆိုတဲ့အခါကျတော့အတန့်ပြန်ကြိုက်တာက
တမျိုးပရိယတ္တိမံခုနတော့ကပြောတဲ့တော့လှတယ်ဆိုတဲ့ရူပမံနေတက်ပြီးတော့အဲ့ဒီမှာဘယ်သူလောက်ကောင်းမှလည်းမသိဘူးဒါအဲ့တော့ဘာလှုပ်လိုက်တုံးလို့ဆိုတဲ့အခါကျတော့နှုတ်ကြမ်းပုံကပြည့်တဲ့ဘယ်ပြည့်တဲ့ဓမ္မကဘယ်ပြည့်တဲ့ဓမ္မကညစ်ညစ်ပတ်ပတ်လေဒီဘုရားစိတ်တည်ရင်မြင်တော်ဘောမှာနှက်တွေထွက်သွားလဲမသိဘူးကိုထွက်တဲ့ပစ္စည်းကိုမကုန်ပါဘူးပြည့်တဲ့ဓမ္မဟဲ့ပြည့်တဲ့ဓမ္မဟဲ့နဲ့ပြည့်တဲ့နောက်ကနေပြီးတော့ဖြေကဘိက္ခုနီမအိုကြီးကယဟန္တာရှေ့ကဘိက္ခုနီမအိုကြီးကဗါတဲ့ယဟန္တာကြီးကိုနောက်ကနေပြီးတော့ပြေးတယ်ဘယ်သူမှတော့သူမသိဘူးနော်ဘယ်သူမှတော့သူမသိဘူးဒါပေမဲ့ပြောလိုက်တဲ့စကားကဖရုဒဝါစာတဲ့ဗါတယ်လဲပြေးတဲ့ဖရုဒဝါစာဆိုတာဝစီကံ၄ပါးထဲမှာမုဒ္ဒဝါဒပိတုဏဝါစာပရုဒဝါစာသံဃဗလာပဝါစာဝစီကံ၄ပါးရှိတယ်ဝစီကံဘယ်နှပါးလဲအဲ့ဒီဝစီကံ၄ပါးထဲမှာပြည့်တဲ့ဖရုဒဝါစာတဲ့ကြမ်းတမ်းသောစကားဘာစကားလဲအတ္တနံမိပရံပိဖရုဒံကရောတိတိဖရုဒံအတ္တနံပိပရံပိဖရုဒံကရောတိတိဖရုဒံဖရုဒဝါစာရဲ့အဓိပ္ပာယ်ကဘာလို့ဆိုရင်အတ္တနံမိမိမိကိုယ်ကို၎င်းပရံပိသူတော်ဘာကို၎င်းဖရုဒံလွှသွားကဲ့သို့ကြမ်းတမ်းသောအတွေ့ရှိသည်ကိုကရောတိပြုတတ်၏ဣတိထိုကြောင့်ဖရုဒဝါစာမိတယ်လို့တထဗံကောင်းစွာမသွေမသာထိုက်ပါပေတော့တည်းဖရုဒဝါစာကိုဘုန်းကြီးတို့ပြေးတိုင်ပေးထားတဲ့ဥပမာကဖရုဒဝါစာဆိုတာလွှသွားနဲ့တူတယ်တဲ့ဗာနဲ့တူတယ်တဲ့လွှသွားကိုသွားကင်ကြည့်ကြမ်းနေတယ်ကြမ်းလားမကြမ်းဘူးလားလွှသွားကိုသွားကင်ကြည့်ကြမ်းနေတယ်အဲ့တော့ဖရုဒဝါစာဆိုတာဒီနေ့ခေတ်ဘုန်းကြီးတို့ပြေးတာနားလဲအောင်မြန်မာပြန်လေးပြောရရင်ဆဲတာဘာလို့တာလဲဆဲတာဖရုဒဝါစာဆဲတာဗါတယ်လေဖရုဒဝါစာဆိုတာဆဲတာတဲ့အဲ့တော့ဆဲတယ်ဆိုတဲ့နေရာမှာပြည့်တဲ့ဆဲတိုင်းအကုသိုလ်ဖြစ်သလားဆိုတော့လည်းပဲအင်္ဂါညီရင်ဖြစ်တယ်တဲ့ဘာညီရင်ဖြစ်တယ်တဲ့အဲ့တော့ဒီနေရာမှာကြားပြပြီးတော့ပြောပြရစီအောင်လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်ကတော့ဘုန်းကြီးရှိကိုမနဲ့စောစောတယ်လီဖုန်းဝင်လာတော့တယ်လီဖုန်းစကားပြောခြင်းလို့ချမ်းမြေးမယ်ရှာတော့ဥတေသောတာရဟုတ်ပါသလားဟုတ်ပါတယ်ကမကြီးအတန်ကဝက်တဲ့နဲ့ကဲဘာပြောခြင်းလို့တပည့်တော်ရှောက်ဆရာရှိလို့ခရားတဲ့မနဲ့9နာရီလောက်ရှိတယ်စောကြီးတယ်လီဖုန်းဝင်လာတော့ကဲရှောက်ဆရာကြီးတာရှောက်တယ်ကမကြီးဘာတော့ဆိုတော့တပည့်တော်ဘုံကိုမေးတရားရှိလို့ညကတညာလုံးအိတ်မပြောဘူးတဲ့ဟာတညာလုံးအိတ်မပြောအောင်ဘာတွေဖြစ်နေလို့တော့ပြောဘုန်းကြီးကသူ့လက်ကိုမတွေ့ရပါဘူးတယ်လီဖုန်းထဲကနေပြီးဟိုမြကြီးနားဘက်ကနေဖုန်းဆက်တာအဲ့ဒါတပည့်တော်ဗျာတဲ့ဆိုင်ကယ်အတိုက်ခံရတယ်တဲ့ဘာတိုက်ခံရလဲသူကသူမြကြီးနားဘက်မှာဆိုင်ကယ်အတိုက်ခံတယ်ဘကိုးကဘုန်းကြီးနဲ့ဘာဆိုင်လို့လဲဒီလိုမတွေးနဲ့ပြေးတိုင်းသူသိကျင်တာရှိလို့လှမ်းမေးတာသူဘာဖြစ်လို့လဲအဲ့တော့ဘုန်းကြီးကနားထောင်နေတယ်ပြောပါတယ်ကောင်မကြီးဆိုင်ငယ်တိုက်တော့ဘာဖြစ်တုံးဆိုင်ငယ်တိုက်တော့ဒူးကောင်းတွေပွန်းပယ်ပြီးတော့သွေးတွေထွက်တယ်ဗျာတဲ့ဟုတ်ပြီဘာဖြစ်တုံးဆက်တာပြောဆိုတော့တပည့်တော်ကိုဆိုင်ငယ်တိုက်သွားတာကဥစဉ်2ပါးတဲ့အခုတော့မှဇာလန်းကစတာပဲရေးတိုက်သူဆိုင်ငယ်တိုက်သွားတာကဘယ်သူတဲ့လဲဥစဉ်2ပါးတပည့်တော်ကိုဆိုင်ငယ်နဲ့ဝင်တိုက်သွားတစ်ပါးကရှိရမောင်းတယ်တစ်ပါးကနောက်ကရှိတယ်တဲ့အဲ့ဒါဆိုင်ငယ်ဥဒ္ဓကြီးဆောင်းပြီးတော့တပည့်တော်ဝင်တိုက်သွားပြီးတော့ကိုရိုနာဘားကလစ်ပြေးရောတဲ့လည်းပြီးတော့ရှားတာကလည်းဝတ်တဲ့နဲ့ဘုန်းကြီးကထင်နေတာတချင်လားပါလားမသိဘူးပေါ့ဒီစိတ်ထဲမှာသူ့လည်းကိုမမြင်ရပါဘူးအဲ့ဒါကဆက်ပြောပါအောင်တကောင်ကြီးရဲ့ဘာဖြစ်တုံးလို့ဆိုတော့အဲ့ဒါဆိုင်ငယ်တိုင်းလို့ပြီးတော့ကိုရိုနာဘားကထွက်သွားတော့သူ့လက်မကြည့်ဘူးအဲ့ဒါနဲ့အိမ်ရောက်တော့သူ့သွေးတွေသူကြည့်ပြီးတော့အဲ့ဒီတကောင်ကြီးစိတ်ထဲဘယ်နဲ့ဖြစ်တုံးဆိုတာဒေါသဖြစ်လာတာဘေးတိုင်းဘာဖြစ်လာလဲဒေါသဖြစ်လာပြီးတော့အိမ်ရောက်တော့မှဘုန်းကြီး2ပါးကိုအော်ပြီးတော့ဆဲတာတဲ့တရောက်တော့မှဆဲတယ်ကြည်စမ်း
အိမ်ရောက်တော့မှအဲ့ဒါဘုန်းကြီးနဲ့မှအော်ပြီးတော့သူဆဲပြီးတော့တားတဲ့သမီးတွေကဆွေးတွေပါတွေသိပ်ပြီးတော့တော်လေးတစ်ချိန်လေးကောင်းသားညနေမိုးချုံတော့ညအိပ်ရဝင်တော့သူဆင်းလာတယ်တဲ့သိလားဟာငါတော့ဘုန်းကြီးနဲ့ပါဆဲမိပြီအကုသိုလ်ဖြစ်ပြီသူကသူပြန်သိသွားတယ်တဲ့ငါတော့အကုသိုလ်ဖြစ်ပြီအကုသိုလ်ဖြစ်ပြီအမလေးသူတော်ကောင်းတွေပြင်မလို့ရှိရင်ငါဆရာတော်တွေဟောထားတယ်တရားအထုတ်ရင်ဝိပဿနာဉာဏ်မဲ့ဉာဏ်ပူဉာဏ်မဖြစ်တော့ဘူးမဲ့ဉာဏ်ပူဉာဏ်ကိုတားတယ်ဟာအဲ့ဒါဆိုရင်ငါတရားအထုတ်ရင်မဲ့ဉာဏ်ပူဉာဏ်မရတော့ဝိပဿနာဉာဏ်မဖြစ်တော့ဘူးပေါ့အဲ့ဒါဆိုဒုက္ခပဲဆိုတညာလို့အိမ်မပြောဘူးတဲ့ပရိသတ်ကြီးသူအဲ့ဒါတခါတည်းသူစိတ်တွေအဲ့ဒါစိတ်မကောင်းဖြစ်သွားတာတယ်ကောင်းဖြစ်သွားပြီးတော့မနေ့မိုးလင်းတော့အစောကြီးအဲ့ဒါဘုန်းကြီးတယ်လီဖုန်းခေါ်တော့အဲ့ဒါသူကဘုန်းကြီးကိုမေးခွန်းနှစ်ခုမေးပါတယ်နံပါတ်1ဘုန်းဗျာတဲ့တပည့်တော်အဲ့ဒီလိုဆဲလိုက်တဲ့အတွက်ကြောင့်မို့လို့အာကုသိုလ်ဖြစ်ပါသလားဗျာနံပါတ်2မေးခွန်းကတပည့်တော်မဲညာပူညာကိုဝိပဿနာညာမဲညာပူညာကိုတရားအထုတ်ရင်ရပါတော့မလားဗျာအဲ့ဒါလေးသိကြလို့လမ်းလျှောက်တာပါတပည့်တော်ကိုဖြေပေးပါဗျာဘုန်းဖြေမပေးရင်တပည့်တော်ကနေညာလည်းအိပ်ပျော်မှာမဟုတ်ဘူးဗျာတဲ့ဆိုတော့အဲ့တော့ဘုန်းကြီးကဒကမာကြီးမေးတဲ့မေးခွန်းကိုအတူချုပ်ဖြေရလို့ရှိရင်ဒကမာကြီးကအကုသိုလ်ဖြစ်လားလို့မေးရင်အကုသိုလ်ဖြစ်တယ်လို့ဖြစ်လားမဖြစ်ဘူးလားဘာဖြစ်လို့လဲပရုဒဝါစာကြမ်းတမ်းသောစကားပဲဟုတ်လားဘုရားသားကြီးကြမ်းတမ်းသောစကားကဒကမာကြီးအကုသိုလ်ဖြစ်တယ်လို့ဘာအကုသိုလ်တော့မေးရင်ကာယကဝစီကမနောကံကံ၃ပါးတဲ့ကဒကမာကြီးဝစီကံအကုသိုလ်ဖြစ်တယ်လို့ဘာအကုသိုလ်ဖြစ်လဲအကုသိုလ်ဖြစ်လားလို့မေးမဖြစ်ဘူးလို့ပြောသလားဖြစ်မယ်လို့ပြောရမလားဖြစ်တယ်ကံသုံးပါးထဲမှာဘာအကုသိုလ်ဝစီကံအကုသိုလ်ဖြစ်တယ်အဲ့တော့ဆဲတယ်ဆိုတဲ့နေရာမှာဒကမာကြီးတွေဆိုအကုသိုလ်ရဲ့အကြီးအလေးအကုသိုလ်ရဲ့အပေါ့အကုသိုလ်ဒုတဲ့ကြီးမားတာနဲ့အကုသိုလ်နဲတာနဲ့ဒါကိုပြန်လိုက်ရတော့မယ်လို့အဲ့တော့အကုသိုလ်ဆဲတာတော့ဟုတ်ပြီဘုရုဒဝါစာကျမ်းတော်စကားပဲဒကမာကြီးလို့သို့တော့ခွေးကိုဆဲတာနဲ့လူကိုဆဲတာဘုရားပြည့်တာရှင်းရှင်းလေးပါခွေးကိုဆဲတာနဲ့လူကိုဆဲတာဘယ်အပြစ်ကြီးမလဲလူကိုဆဲတာပြစ်ကြီးတာပေါ့ဟုတ်တယ်မဟုတ်လားလူတော်မှာတရဏဂုံ၅ပါးသီလရှိတဲ့ပုဂ္ဂိုလ်နဲ့ဘာသီလမှမရှိတဲ့ပုဂ္ဂိုလ်နဲ့ဆဲတာချင်းဆိုရင်တရဏဂုံ၅ပါးသီလပြည့်စုံတဲ့ပုဂ္ဂိုလ်ဆဲတာကပိုပြီးမကြည့်ဘူးလားအဲ့တော့၅ပါးသီလပြည့်စုံတဲ့ပုဂ္ဂိုလ်နဲ့၈ပါးသီလပြည့်စုံတဲ့ပုဂ္ဂိုလ်နှစ်ခုရှင်လိုက်ရင်ဘယ်ဟာကိုဆဲရင်ပိုပြည့်ကြည့်လဲဟုတ်တာဗော၈ပါးသီလရှိနေတာဟုတ်ဘာရှိနေတာအဲ့ဒီလိုအကုသိုလ်ကလည်းပဲအဲ့ဒီလိုအလေးအပေါ့အကြီးအသေးกว่าတဲ့ဓမ္မကြီးလို့အဲ့ဒီဓမ္မကြီးဆဲတာကတန်ခါဖြစ်နေတယ်လို့ဘာဖြစ်နေလဲတန်ခါမှာလည်းပဲသီလဝန္တသီလရှိတဲ့ပုဂ္ဂိုလ်ရှိတဲ့သောတာပန်ပုဂ္ဂိုလ်ရှိတဲ့သဂရကံအနာဂံယဟန္တာအစစ်စစ်နေသွားအောင်သွားလားမသွားဘူးလားအဲ့ဒီလိုအပြစ်အကြီးအသေးဆိုတာအဲ့ဒီတန်ခါတော်ရဲ့သီလသမာဓိပညာကုံပေါ်မှာလည်းမူတည်ပြီးတော့အကုသိုလ်ရဲ့အကြီးအလေးအပြစ်သေးတာကြီးတာကကွာပါတယ်ဓမ္မကြီးလို့အဲ့တော့ဓမ္မကြီးမေးတဲ့မေးခွန်းအဲ့လောက်ဆိုရင်တော့နံပါတ်1မေးခွန်းပြေလောက်ပါပြီလို့ဒုတိယမေးခွန်းကဓမ္မကြီးမဲ့ညာပူညာဝိပဿနာညာဖြစ်ပါသလားလို့မေးရင်တရားအထုတ်ရင်ဝိပဿနာညာမဲ့ညာပူညာဖြစ်ပါသလားလို့မေးရင်ကတော့ရင်ဖြစ်တယ်လို့ဘာဖြစ်ရင်ဖြစ်လဲအဲ့တော့သူကဖြတ်မေးတယ်အဲ့ဒီကိုရိုနာဘာကလိပ်စာလည်းမပေးသွားဘူးတဲ့သူကကိုဘယ်သွားလိုက်ကတော့ရမှာတော့နဲ့သူကဒီသူပြောတယ်လည်းမှန်တာပဲလှဲ့တော်မကြည့်ဘဲနဲ့လိပ်စာပဲပေးလိုက်လို့အဲ့တော့ဘယ်လိုလုပ်ရမလဲတဲ့ဟာဓမ္မကြီးလွယ်ပါတယ်လို့ဓမ္မကြီးတရားထိုင်ခံနေလို့ရှိရင်လို့နော်ဘုရားတပည့်တော်မှာဒီအနာမတေကသန္တရာကယနေ့ကြအောင်ပုထုဇဉ်လျောက်ဘုရားစာကြည့်တော်ရိယသူတော်ကောင်းကြီးများအပေါ်၌မပြေမထိုက်သောပုဂ္ဂိုလ်များအပေါ်၌ကာယကံဝစီကံမနောကံကံသုံးပါးတို့ဖြင့်တဘာဝသောကံဖြင့်ပြမမိသည်ရှိသောထိုအပြစ်တို့ကိုကြေးတော်မူကြပါခွန်းတော်မူကြပါဘုရားတော်အဲ့ဒါတရားထိုင်တိုင်းဒကမကြီးအဲ့လိုပြောပြီးတော့ဘုသုံးချိန်ချကြော့ပြီးတရားဆက်အားထုတ်ဝိပဿနာဉာဏ်မဉာဏ်ပူဉာဏ်ဖြစ်၏အဲ့ဒါဘုန်းကြီးကပြောပြလိုက်တော့မှအဲ့ဒါဆိုရင်ကျင့်တတ်ပါပြီဗျာတဲ့တပည့်တော်လိုက်တော့မကြော့နိုင်ဘူးတဲ့ဘယ်မှမှလည်းမသိလို့တဲ့အဲ့တော့တရားအထုတ်ခံဒီတိုင်းတပည့်တော်ကြော့ပါမယ်ဗျာတဲ့ကျင့်တတ်ပါပြီတဲ့ခဏညကစတရားလည်းဆက်အထုတ်ပါမယ်အိတ်လည်းပျော်ပါပြီတဲ့
အဲ့ဒါလေးဘုန်းကြီးကိုသူမေးမှုတဲ့မေးခွန်းလေးအဲ့ဒါဟိုချင်းပြည်နယ်ကနေလှမ်းမေးတာပဲတဲ့ဘုန်းကြီးလည်းတခြားကြားနာဖြေပေးလိုက်ပါတယ်ဖြေပေးလိုက်ပါတယ်အဲ့ဒီနေရာမှာဘုန်းကြီးပြောချင်တာကပရုဒ္ဒဝါစာဆိုတာမလိစလုံးပဲမြန်မာလိုပြန်တော့ကြမ်းတမ်းနေတဲ့ခဏသုံးနေတာကတော့ဆဲတယ်ဗါတယ်လည်းပဲရေးသားရင်အဲ့တော့ဆဲတယ်ဆိုတဲ့နေရာမှာအပြစ်တဲ့တဲ့နေရာမှာအင်္ဂါ၃ပါးညီမှအပြစ်တဲ့တယ်အင်္ဂါဘယ်နှပါးညီဒါတတယောတံပါရာဟွန်တိအကောတိတဘောပရောကုပိတာစိတ်တံအကောတနံတိအကောတိတဘောဆဲရအပ်သောပရောတပါသောသူကုပိတာစိတ်တံအမြဲထွက်သောစိတ်ကုပိတာစိတ်တံအမြဲထွက်သောစိတ်အကောတနာဆဲရခြင်းဣတိဤသို့တတထောပရုဒဝါစာဤတံပါရာအင်္ဂါတို့သည်ဟွန်ဒီသုံးမျိုးသုံးစားတို့ရှိပါပေကုန်၏ဟု၍တတဗံကောင်းစွာမသွေမသာထိုက်ပါပေတော့တည်းအင်္ဂါ၃ပါးမှာပြည်တိုင်းမှပါတော့နံပါတ်1ကအဆဲခံရတဲ့သူနံပါတ်1ကပါတယ်လေနံပါတ်2ကဒေါသစိတ်နဲ့ဆဲတာတဲ့နံပါတ်2ကပါတယ်လေနံပါတ်3ကဆဲခြင်း10မျိုးတစ်မျိုးမျိုးနဲ့ဆဲတာတဲ့ဟောဆဲခြင်းဘယ်နှမျိုးဆဲခြင်း10မျိုးတစ်မျိုးမျိုးနဲ့ဆဲတာတဲ့ဘုန်းကြီးတို့မြတ်စွာဘုရားရဲ့ကိုရမြဝိနည်းဒေသနာတော်မှာဆဲခြင်း10မျိုးပြတယ်ဆဲခြင်းဘယ်နှမျိုးလဲအဲ့တော့ဆဲခြင်း10မျိုးအကုန်လုံးပြောနေလို့ရှိရင်မိုးလင်းသွားမှကြောက်လို့ပြည့်တတ်ရဲ့ဆဲခြင်း10မျိုးတွေကဘုန်းကြီးတို့ပြည့်တတ်နားလည်တွေ့တဲ့စကားလေးပဲဘုန်းကြီးတို့ပြောပြရစေတော့စာလိုပြောရင်တော့ဇာတိနာမကုတ္တကာမသိပ္ပါအာဘာဒလိန်နိကာတဲ့ကိလေသာပတ္တိအဲ့တော့ဆဲခြင်း10မျိုးထဲမှာပြည့်တိုင်နံပါတ်1ဇာတိအမျိုးဇတ်ကိုထိပြီးတော့ဆဲတာတဲ့ဆဲပြမယ်နားထောင်ကြည့်တာဟဲ့တထောင်သားမျိုးဟဲ့ပါလေအဲ့ဒါဘာလို့တာမှတ်ထားအဲ့ဒါဆဲတာမျိုးကထောင်သားမျိုးဆိုတော့အဲ့ဒါဘာလို့တာတော့မပြောကောင်းဘူးပြည့်တိုင်မပြောကောင်းဘူးဒီလောက်ပြောရင်သဘောပေါက်နော်အဲ့ဒါဆဲတာပဲတဲ့အဲ့ဒါဘာလို့တာလဲလေအေးဆဲတာတဲ့ဘယင်တတ်တယ်နောက်တကအမိတတ်ပြီးတော့ဆဲတယ်နောက်တကအနွယ်မျိုးနွယ်ကိုတတ်ပြီးတော့ဆဲတယ်နောက်တကကာမသူ့ရဲ့အလုတ်ကိုင်းကိုအကြောင်းပြုပြီးတော့ဆဲတယ်သိပ္ပအတတ်ပညာတဲ့အာဘာရအနာယောဂအဲ့ဒါလေးနည်းနည်းပြောပြရမယ်အာဘာရအနာယောဂရုပ်ကဒူလာတဲ့ရုပ်အဲ့ဒါဆဲတာအဲ့ဒါဘာလို့တာလဲအဲ့ဒီကောင်အိတ်တမအဲ့ဒီကောင်အိတ်ကိုင်းနေတာ AIDS အဲ့ဒီကောင်လေးလုံးမှာဆဲတာတဲ့ဘေးတိုင်းအဲ့ဒါမပြောကောင်းဘူးပြောကောင်းသလားမပြောကောင်းဘူးလေနောက်တကလိန်ကတဲ့အချိုးကြမကြပုံသဏ္ဍာန်အရာပုနေတဲ့လူတွေ့တယ်ငပုဆိုတော့အဲ့ဒါဆဲတာတဲ့အဲ့ဒါဘာလို့တာပရုဒဝါစာဆဲတာတဲ့ဘေးတိုင်းမပြောကောင်းဘူးအဲ့ဒီပြောဆိုမျိုးဒါကြောင့်ဘုန်းကြီးတို့မြေသားပေါင်းတော်ကောင်းတို့ယခုအမ္ဘပါဠိလောင်ဘိက္ခုနီမအရှိကယဟနာမကြီးကြခဲ့တဲ့နတ်တွေကိုခြေထောက်နဲ့နင်းပြီးတော့အတန့်ပြန်ကြိုက်တဲ့မိမဟာညင်ညင်ပပသူ့ခြေထောက်ပေသွားတော့နှုတ်ကနေလွတ်ခနဲပရိသတ်ထွက်သွားတာဘယ်ပြည့်တဲ့ဓမ္မကဒီပုံမှာလာပြီးတော့ညင်ညင်ပပတွေလှုပ်ထားလည်းမသိဘူးလို့ပြောလိုက်တဲ့ဝစီကံဟာပိသတ်တယ်အဲ့ဒါယဟန္တာမကြီးကိုဆဲတာယဟန္တာမကြီးကိုဘာလို့တာလဲလဲဘာစိတ်နဲ့ဆဲတာတော့ဆိုဒေါသစိတ်နဲ့ဆဲတာဘာစိတ်နဲ့ဆဲတာစိတ်ဆိုးသွားတာဘာဖြစ်သွားတာလဲသူခြေတော့ပေကုန်လို့သူခြေတော့ပေကုန်လို့စိတ်ဆိုးသွားတာဒါကြောင့်အကိဝတိနာကထာသမိကောတောယတဘဝတတိနိယတိယသောတတကာလပခေဝသန္ဒီမာတိနာထသမိတစ်ချောက်မြက်ချောက်ထင်းပေါက်ထင်းသာလောင်စာဥဒမြ၌အဂီဝတွေ့မရှောင်ဝါကတရွေ့လောင်သွားသောမိကဲသို့ယတအကျဉ်သူအားကောတော်တဲ့ဒေါသအမျက်ချောင်းချောင်းထွက်ညာကောတာဆိုတဲ့တရားသည်
ဒေါသလို့လည်းခေါ်တယ်ပိဋကရေကောဓလို့လည်းခေါ်တယ်ကောဓဒေါသမြေ6ချောင်းထွက်냐ကောဓဆိုတဲ့တရားသည်ဘဝတတိမသွေ့မညိုတရွေ့တိုးပြင်းလေအမျိုးမျိုးပွားများ၍လာလေ၏တတထိုဒေါသကြီးသောသူအားတတထိုဒေါသကြီးသောသူအားရသောအချမ်းရန်ကြောသောသဘောအမှန်တန်တန်သောရှိစဉ်ဥစ္စာသည်နိယတိမနေအဟုတ်တဖြည်းဖြည်းချင်းဆုံးယုတ်တတ်ပါ၏ကာလပခေလစုပ်ပခလပြည့်ကြောညာ၌ဇန်ဒီမာစံဗုဒ္ဓမိန်ယဝိပါဝင်ရှင်လာမင်းကြီးသည်နိယတိဤဝါတညာတဲ့တညာတဇဇာအယောင်မိန်မဲတဖြည်းဖြည်းဆုပ်ယုံ၍သွားတကဲ့သို့ဖြစ်ပါပေတော့တည်းပေသတိဒီဒေသနာတော်ကဘာပြောတော့တာတော့ဆိုဒေါသကိုထိမ့်ပါဘာကိုထိမ့်ပါဒေါသမထိမ့်မဲနဲ့ဒေါသကြီးတဲ့ပုဂ္ဂိုလ်တွေကိုဘာနဲ့ဥပမာပေးတာတော့ဆိုရင်လပြည့်ကျော်ညမှာလဟာတဖြည်းဖြည်းနဲ့မိန်သွားသလိုလပြည့်ကျော်1ရက်လပြည့်ကျော်2ရက်လပြည့်ကျော်3ရက်လပြည့်ကျော်4ရက်လပြည့်ကျော်5ရက်တော့ပုံမောင်သွားပြီမမောင်သွားဘူးလားအဲ့ဒီလိုလပြည့်နေလပြည့်ကျော်ညမှာထွက်လာတဲ့လလို့ပဲတဲ့အဲ့ဒီဒေါသကြီးတဲ့ပုဂ္ဂိုလ်ရဲ့အနာမှာဒေါသကြီးတဲ့ပုဂ္ဂိုလ်ရထားတဲ့ရှိဝဥစ္စာတွေလည်းဆုံးယုတ်တတ်တယ်ဒေါသကြီးတဲ့ပုဂ္ဂိုလ်ရဲ့နာမှာချမ်းရမ်းနေတဲ့ပုဂ္ဂိုလ်တွေလည်းတဖြည်းဖြည်းနဲ့ဆုတ်သွားတတ်တယ်ဒါကြောင့်ဝိရဒရဲ့စလုံးလေးတစ်ခုမှတ်ထားစားမှာဒေါသသမအမှားများစွာတဲ့ဗါလဲလေဒေါသောအချမ်းသာဇာနာတိပါဠိစလုံးများကဒေါသကြီးလာပြီဆိုရင်ကောင်းတာမကောင်းတာလှုပ်တဲ့နာမလှုပ်တဲ့နာဘာမှမသိတော့ဘူးဘုရားတိုင်သူထင်တာသူလှုပ်တတ်တယ်ဒါကြောင့်ဒါလေးလိုက်ဆိုကြည်သားမှာဒေါသကြီးမှထိုသူများစီးပွားဆုတ်တတ်သည်ဒေါသကြီးမှထိုသူများစီးပွားဆုတ်တတ်သည်ကြော်သောတည်ချမ်းရန်ကင်းမယွင်းပြတ်တတ်သည်ကြော်သောတည်ချမ်းရန်ကင်းမယွင်းပြတ်တတ်သည်လာစုပ်ပခပမာပြမကြဒုလသည်လာစုပ်ပခပမာပြမကြဒုလသည်ဒေါသသမအမှားများစွာဖြစ်တတ်တာမှန်စွာသိရမည်ဒေါသသမအမှားများစွာဖြစ်တတ်တာမှန်စွာသိရမည်ထိုကြောင့်သူငါဒေါသမမဖြစ်တာလွန်ကောင်းသည်ထိုကြောင့်သူငါဒေါသမမဖြစ်တာလွန်ကောင်းသည်ဧဘေသတေဒေါသမကြီးနဲ့ဒေါသကြီးတဲ့ပုဂ္ဂိုလ်တွေစီးပွားလဲတပြည့်ပြည့်စုပ်တတ်တဲ့ခြံရံတွေလဲကိုနာကနေခွာသွားတတ်တယ်တဲ့ဒေါသကြီးတာကောင်းသလားဒေါသဟာကုသိုလ်လားအကုသိုလ်လားဒေါသကြီးတဲ့ပုဂ္ဂိုလ်ဟာအကုသိုလ်ကြီးတာပဲမဟုတ်လားဒါကြောင့်မို့လို့ဒေါသကိုထိမ့်ပါဘာကိုထိမ့်ပါဒေါသကိုမထိန်နိုင်လို့ပြေတတ်တဲ့အဲ့ဒီမှာအမ္ပပါဠိအလောင်းမျိုးကောင်းသမီးခါဘိက္ခုနီမလေးဟာယဟန္တာမကြီးကိုဘယ်ပြည့်တရားမကဒီနှက်တွေဒီပေါ်မှာကြာထားခဲ့တာလည်းမသိဘူးလို့ပြောခဲ့တဲ့စကားတခေါဟာပြေးသားကြီးဟာဘဝရာထောင်ချီပြီးတော့ပြည့်တရားမဖြစ်ရတယ်တဲ့အကျွေးများယူမိပြီဆိုအတိုးတက်လာတယ်လို့ပဲနော်ယူလုံးကတော့တရားပဲ30ပဲတဲတော်တပြေးပြေးတဲ့အတိုးပေါ်တိုးဆွင်တိုးပေါ်တိုးဆွင်နဲ့များမလားဘူးလားနှုတ်တခုမထိမ့်မိတာနဲ့ကြည်သားမအောင်တခါလဲအဲ့တော့အဲ့ဒီဘဝမှာပြေးတဲ့ယဟနာမကြီးကိုနေတိုင်းထိုင်ဆဲနေတာလည်းမဟုတ်ပါဘူးအဲ့ဒီစကားလေးတခုပြောမိတာဝစီကမဆောက်စည်းပဲနဲ့သို့တော့ဘာလို့အပြစ်ကြီးသွားတာတော့ဆိုဒေါသပါသွားလို့ဘာလို့အပြစ်ကြီးသွားတာဒါမျက်ွယ်မှာဆဲတာနော်မျက်မှောက်ရှစ်တဲ့မှာဆဲတိတဲ့အပြစ်ကြီးအောင်မှာဟုတ်တယ်မဟုတ်လား
ယန္နာမကြီးဒီဆဲတယ်မကြားလိုက်ဘူးကြားလိုက်သလားမကြားဘူးမျက်ကွယ်မှာဆဲတဲ့အပြစ်တောင်မှမျက်ကွယ်မှာဆဲတဲ့အပြစ်တောင်မှဒီလောက်အပြစ်ကြီးတယ်အဲ့ဒါနဲ့အသက်လေးရလာတော့အဲ့ဒီမြတ်စွာဘုရားသာသနာတော်မှာသာတပိတော်ပုဂ္ဂိုလ်ဆိုတော့စာရီဖတ်ရင်နဲ့တနေ့တော့ဘုရားတိုင်သူစဉ်းစားတယ်တဲ့ဩငါအသက်လည်းကြီးပြီဘိက္ခုနီမအိုကြီးဖြစ်ပြီးငါဘဝနေကုန်ချုပ်ရတော့မယ်အဲ့တော့မြတ်စွာဘုရားရဲ့စာထဲမှာဣဒံခောပါဏဘိက္ခေဒုက္ခအရိယသစ္စာဇာတိပိဒုက္ခဒီပါဠိစလုံးသူတွေ့တော့ဇာတိဒုက္ခအဖွင့်ကိုသူကြည့်တဲ့အခါမှာဇာတိဆိုတာဘုရားတိုင်ပရိသန်နေနေတာပါနေတာလေပရိသန်နေနေတာဘုန်းကြီးတို့ဓမ္မတွေအမိပိုက်ထဲမှာပရိသန်နေတည်နေရတာဇာတိစာလိုပြောတော့ဇာတိမြန်မာလိုပြောတော့ပရိသန်နေနေတာခဏတကယ်စကားနဲ့ပြောဗိုက်ကြီးတာဗိုက်ထဲမှာနေရတာအဲ့တော့ဒီဇာတိဒုက္ခရဲ့သဘောတရားကိုဘုန်းကြီးတို့မဝိသုဒ္ဓါမှာစရောဘုရားကြီးကလည်းပဲဇာတိသရဗျာတိပဒနာနဲ့ပတ်သက်လို့လင်္ကာလေးတွေစီထားတာဇာတိဇာတိအောက်ထဲဝင်အောင်ပုတ်နှမ်းညီလောင်ကျင်းမြောင်မဲမိုက်မိဝမ်းတိုင်းဝဲဘေ၌လောက်လို့ကြောက်ကိုဝမ်းပြုဒုနှစ်ခုကြားဥကောင်းထားလျက်မေကြလက်ဆုပ်မြောက်အိုကုတ်သို့မလုံမရှဲသေးတော့လဲဝဲစိတ်တငယ်လို့အလံမဲမိမွေငယ်ချီတို့အမိစာခါပူရိစားလဲကိုသာဆဆတက်ပြတစေဆယ်လနေ၍လေကမ်းမဲစဥသောချာသာမဝတို့ရောက်တန်ကောက်ပေါက်မှာဆယ်မြောက်ရှင်ပြောင်တန်တောင်ကျိန်းချေပုံနေရိကပြင်တို့ကြလီအဆွာတိဟံကြီးပြန်ဒုက္ခခံစားရသည်လက်စာဇာတိမူရင်းသည်အမိဝမ်းထဲမှာပရိသန်နေတည်နေရတဲ့ဒုက္ခဟာတဲ့ကြီးပါလားမြတ်စွာဘုရားကလည်းဓမ္မစကားပဝတ္တနာသုတ်တံမှာဣဒံဟောပါဏဘိက္ခေဒုက္ခအရိယသစ္စာဇာတိပိဒုက္ခဇာတိဒုက္ခအရင်ဟောတယ်ဘာဒုက္ခအရင်ဟောလဲအပြင်မှာအခုချိန်နေကြည့်ရင်ပြေးတယ်ဘယ်လိုမှနေလို့မရဘူးတဲ့နေကြည့်သားမှာဆင်းအိုးကြီးတစ်လုံးနဲ့ဝင်လိုက်ရဝအိုးကြီးလုံးနဲ့ဝင်အမေပိုက်ကြီးလုံးမှာအဘောကနေပြီးတော့အမေစားထားတဲ့အစာတစ်တဲ့အစာတစ်ဆိုတော့ထမင်းတွေရောငပြောသီးတွေရောလက်ဖက်ရည်တွေရောမုံဟင်းငါတွေရောကော်ဖီတွေရောကဲအဲ့ဒါတွေဘေးတိုင်းကဲအိတ်ကြီးတစ်လုံးနဲ့ထောင်းထဲထုအကုန်လုံးထဲထားထဲပြီးတော့ကြွအိမ်နဲ့ထဲကကြံကြောင်းရဲ့အကြီးတစ်လုံးဝယ်သန်းကွယ်ဇာတိဒုက္ခအပြင်မှာတို့နေကြည့်ရအောင်အဲ့ဒါအမေစားကြတဲ့အစာတစ်တွေအဲ့ဒါကြံကြောင်းအကြီးတဲ့ထဲငပြောသီးတွေကငရုတ်သီးမုတ်တွေရောအကုန်လုံးထဲထူထောင်းပြီးတော့တခါလေအဲ့ဒါကြီးခေါင်းပေါ်ရွက်ထားဘယ်ပေါ်ရွက်ထားလဲပြီးတော့အမေစွန့်ပြမဲ့မစင်နေအမေစွန့်ပြမဲ့မစင်နေကြွကြီးနဲ့ထဲအဲ့ဒီမစင်တုပ်ကြီးဖင်ခုထိုင်ဟောအပေါ်မှာကအစာသစ်အောက်မှာကအစာဟောင်းစာသစ်စာကျဲအောက်ထဲဝင်ယုံပုတ်နှမ်းညီလောင်ကျင်းမြောင်မဲမိုက်မိဝမ်းထိုက်ဝဲပင်၌လောက်လို့ကြောက်ကိုဝမ်းပြူဒူးနဲ့ခူချာဥကောင်းထားလျက်ဒူးကောင်းလေးနှစ်ခုချာခေါင်းလေးထဲတာလက်သီးလေးဆုပ်ထားလက်သီးလေးနှစ်ခုဆုပ်ပြီးတော့မေးစီအောက်လေးမှာတင်တာအဘဝအထုပ်တစ်ထုပ်အောက်ကအထုပ်တစ်ထုပ်ကွေးကွေးကလေးပြေးတဲ့အမေရဲ့ကြောဘက်ကိုမျက်နှာလှည့်ထားမယ်နေရတဲ့ဇာတိဒုက္ခဒုနဲ့ခုကြဥကောင်းထားလဲမေးပြလက်စုံမြောက်အိုကုတ်တို့မြောက်အိုကုတ်တို့မလုံမရှဲသေးတော့လဲဝဲစိတ်တယ်ငယ်လို့လှုပ်လို့လည်းမရဘူးဒီသင်းဦးကြီးထဲမှာကြပ်ပိတ်ပိတ်တယ်သေတော့လဲဝဲစိတ်တယ်ငယ်လို့သေတော့ဆိုတာအရက်သမားလက်ထဲမှာရောက်နေတဲ့အတင်းဆွဲခေါ်လာတဲ့စိတ်ကောင်လေးလို့အရက်သမားတွေကအရက်နဲ့မိဖို့လို့စိတ်ဝယ်လာတာဘာဝယ်လာတာလဲအဲ့ဒီစိတ်ရပရိသတ်တနာစရာကောင်းသလားမကောင်းဘူးလားယုံရင်ကံရင်ယုံရင်ကံရင်နဲ့ကံတယ်အရက်သမားတွေကအတင်းဆွဲတယ်အဲ့ဒီလိုသေတော့လက်ဝဲစိတ်တဲ့ငယ်လို့အလံမဲမိငွေငယ်ချီတို့အလံမဲပြစားတဲ့အလံမဲဆရာရဲ့လက်ထဲကိုငွေကောင်ရောက်သွားလို့ဒီအလံမဲဆရာခိုင်းတဲ့အတိုင်းဒီငွေကလှုပ်ပေးနေရတယ်လို့အလွန်တရားမှာတနာစရာကောင်းတယ်တဲ့အမိစာခါပူအေးစားလဲကိုသာဆဆတပ်ပြတစေဆယ်လားနေပြီအမေကအေးတွေတောက်ချလိုက်ပြန်ပြီဆိုရင်လည်းပဲ
ခေါင်းပေါ်မှာရွက်ထားတာကအမေအစာသိအင်ကြီးဆိုတော့အမေတောက်ချလိုက်တဲ့ကြီးကခလေးအသားနုနုပေးတာကြီးငရဲခံရတယ်လို့ပဲအလွန်အေးတဲ့လောကန္တရငရဲကြီးထဲမှာခံလိုက်ရတယ်လို့ခေါင်းတစ်ခုလုံးကတခါကျင်သွားတာပဲတဲ့ပေးတာအမေအပူစားပြန်တော့လည်းပဲခေါင်းပေါ်မှာမိတော့ကြီးတင်ရတယ်လို့ပူနေပြန်တဲ့အဲ့ဒီလိုနေရတဲ့ဇာတိဒုက္ခအမိစကပူအေးစားလဲကိုသာသသတပ်ပြတစေဆယ်လနေ၍လေကံမဲ့သာပူဇော်ချသာမွေးဖွားကနေကြတော့ပြည့်တဲ့ခေါင်းကအောက်ကိုပြန်လှည့်လာတယ်လေအားနဲ့တွန်းပြီးတော့အမေမွေးလဲမွေးလိုက်တော့ပြည့်တဲ့ရှင်ရောင်ကြီးကိုတန်ကောက်နဲ့ဆွဲပြီးတော့ထုတ်လိုက်တယ်လို့ပဲတဲ့အမေဝမ်းထဲကထွက်ရတဲ့ဇာတိဒုက္ခလေကံမဲ့သာဥသောချတာမဲ့ဝါတို့ရောက်တန်ကောက်ပေါက်မှဆွဲမြောက်ဆင်ပြောင်းတန်တောင်ကျိတ်ချေပုံနေရိကငရဲမှာခံရတယ်လို့ပဲတဲ့နိရိယငရဲပုံနေရိကပြင်တို့ကြလိအဆွာတိဟံခလေးနုနုနဲ့လေးကိုအပြင်မှာရှိတဲ့ပုံကိုယ်တွေကဟဲခလေးဝှပြီးခလေးဝှတော့ဝိုင်းကင်တဲ့အခါမှာပြည့်ဒီလေမကြည့်တဲ့နုနေတဲ့အသားဟာလေအဲ့နဲ့ထိုးနေတယ်လို့ပဲတဲ့အတဲ့နဲ့ဝိုင်းပြီးတော့ဆွာနေတယ်လို့ပဲခံစားရတယ်အဆွာတိဟံကြီးပြန်ဒုက္ခခံစားရသည်လက်စားဇာတိမူရင်ဒီအဝလေးဇာတိဒုက္ခကြီးတည်ကြည့်လိုက်လားတော်ပြီနောက်ဘဝကြရဲ့ငါအမိဝမ်းထဲမှာပရိသန်နေရတဲ့ဇာတိဒုက္ခကြောက်ပြီးအဲ့တော့ဘုရားတဲ့အဲ့ဒီမှာသူဘာစုတောင်းတယ်ထင်တယ်အမိပိုက်ထဲမှာပရိသန်နေမနေရပဲနဲ့အပြင်မှာပဲဥပပပရိသန်နေတဲ့စာလိုပြောရင်ပေးတာနားလေအောင်ပြောရင်ဘွားကနဲ့တခါတည်းလူဖြစ်ပြရသေးတော့အဲ့ဒီမှာဒီစုကိုတောင်းတယ်တဲ့ဥပပပရိသန်နေနဲ့ပဲဖြစ်လျာဘဝတွေမှာနတ်ပြည်မှာနတ်သမီးနတ်သားတွေကိုယ်ဝင်မဆောင်ရတယ်လို့ပေါ့ဘုရားတဲ့နတ်ပြည်မှာလေနတ်သမီးနတ်သားတွေဟာကိုယ်ဝင်မဆောင်ရဘူးတရားမင်းကြီးရဲ့သားတော်ဖြစ်မဲ့ဆိုတရားမင်းကြီးရင်ဝင်ထဲမှာဘွားကနဲ့ဆိုသွားပေါ်ရတယ်တရားမင်းကြီးရဲ့ကျင်ရတော့မိဖုရားဖြစ်မဲ့ဆိုတရားမင်းကြီးရဲ့အိယာထဲမှာသွားပြီးတော့ဘွားကနဲ့သွားပေါ်ရတယ်နတ်ပြည်မှာဒီလိုပရိသန်နေရတဲ့ဒုက္ခမရှိဘူးဝန်ဆွဲမရှိဘူးလက်သည်မရှိဘူးဟာဘာမှမရှိဘူးသူကဥပပပရိသန်နေဆိုအဲ့လိုပြောတာဘွားကနဲ့တခါတည်းသွားပြီးတော့ပေါ်ရတာအဲ့တော့အဲ့ဒီမှာပြည့်တဲ့သူဇာတိဒုက္ခကိုကောင်းစွာမြင်ပြီးတော့အမဘာလီဘိက္ခုနီမှာအလောင်းဟာဆုတောင်းပြန်ဟောဆုတစ်ခုထပ်တောင်းတယ်သူဖြစ်ရှင်တဲ့ဆန္ဒအဲ့ဒီမှာသူတင်ပြတာဖြစ်လျာဘဝတိုင်းမှာအမေပိုက်ထဲမှာဇာသစ္စာဟောင်းကြီးရွက်ပြီးတော့နေရတဲ့ကျင်ကြက်နေရတဲ့ဒုက္ခ9လ10လနေရတဲ့ဒုက္ခမကြုံမရစေနဲ့တော့ဥပမပရိသန်နေနေတာလေဖြစ်လျာဘဝတိုင်းမှာနေပါရစေတော့လို့အဲ့ဒီမှာဆုတောင်းပြီးတော့ပြေးတဲ့အဲ့ဒီဘဝကမနေလို့သေသွားတဲ့အခါကျတော့ငရဲကိုဆင်းသွားတယ်ဘယ်ကိုဆင်းသွားလဲငရဲကိုဘာကြောင့်ဆင်းသွားတာတော့ဆိုရင်ခုနကတော့ပြောခဲ့ပြီးပြီဘုရားဝါစာယဟန္တာဘာကြီးကိုပြည့်တရားမလို့ပြောခဲ့တဲ့အကုသိုလ်ကံယဟန္တာကိုပြည့်မှာတော့တိတ်ကြီးမားတဲ့ကံဟောပြည့်တယ်အဲ့ဒီကံနဲ့ငရဲရောက်သွားငရဲကနေလို့တော့ဘဝပေါင်း3သိန်းတည်တဲ့လူပြည်ရောက်လာတဲ့အခါမှာဘဝ3သိန်းနဲ့ဘဝပေါင်းမလောက်တဲ့ဘဝပေါင်း3သိန်းတည်ပြည့်တရားမှဖြစ်ရတယ်။ဘာဖြစ်ရလဲ။ဖြစ်ချင်ပါမလားဘုရားတိုင်မဖြစ်ချင်မဲလို့ဖြစ်ရသလားမဖြစ်ရဘူးလား။အေးဒါကြောင့်မို့လို့ကိုယ်ဝစီကံကိုယ်ထံပြန်ပဲ့တင်တန်နဲ့တထထဲဆိုတဲ့အတိုင်းကိုပြောခဲ့တဲ့ဝစီကံကြမ်းတဲ့ဘုရားဝါဒလွှာသွားခဲ့သူနော်တခါလည်းပြောခဲ့တဲ့ကံကြီးဟာယဟန္တာမကြီးပြမခဲ့တဲ့ကံကြီးဟာဘဝပေါင်း3သိန်းတိတိဘဝတိုင်းရောက်တာလေရုပ်ကလည်းလှတယ်တောင်းခဲ့တဲ့ဆုကလည်းပြုဖြစ်ရှင်တာလည်းဖြစ်တာပဲသူမဖြစ်ရှင်တာလည်းဖြစ်ရတော့တာပဲမေးတိုင်းအဲ့ဒါနဲ့ဘဝပေါင်း3သိန်းတိတိပြည့်တာမှဖြစ်ပြီးတော့ဟောဘုန်းကြီးတို့ဘာသာကဘာဝ3စုမြောက်ကတ္တဗဘုရားပွင့်လာမြန်တယ်ဗာဘုရားပွင့်လာကတ္တဗမြတ်စွာဘုရားရှင်ကိုရမြပွင့်လာတဲ့အခါကျတော့အဲ့ဒီကတ္တဗဘုရားရှင်ကိုရမြလက်ထက်တော်မှာဘိက္ခုနီမဝတ်ပြန်တယ်ဘာဝတ်တယ်လဲဘုရားတိုင်ဘိက္ခုနီမဝတ်ပြီးတော့မြတ်စွာဘုရားသာနာတော်မှာပရိယတ္တိဓမ္မပရိပတ်တိဓမ္မဒုရနဗျာသာနာလို့အထုတ်ပြီးတော့အဲ့ဒီဘဝကနေမနေလို့သေသွားတော့နတ်ပြည်ကိုတက်သွားပြန်တယ်ဘယ်တက်သွားလဲ
နတ်ပြည်ကိုတက်သွားပြီးတော့ဟောဂေါတမမြတ်စွာဘုရားရှင်ကိုရမညာပွင့်တော်မူလာတဲ့အခါကျတော့နတ်ပြည်ကနေဆင်းပြီးတော့ဝေသာလီပြည်တဲ့ဗာပြည်တဲ့ဝေသာလီပြည်လိစ္ဆဝီမင်းနေရဲ့မင်းကိုရင်ပိုင်တဲ့တရက်ဥယျာဉ်မှာဘယ်ဥယျာဉ်မှာတရက်ဥယျာဉ်မှာတရက်ပင်ချေရင်မှာလာပြီးတော့သူတောင်းခဲ့တဲ့စုအတိုင်းဥပပပရိသန္တေတဲ့ဘွားကနဲ့ဆိုလာပြီးတော့ပေါ်အမေမရှိဘူးဖေမရှိဘူးရှင်မျိုးကြီးကောင်မောင်နှမမရှိဘူးသူတောင်းခဲ့တဲ့စုအတိုင်းဥပပပရိသန္တေနဲ့နတ်မမီလူမကအလွန်လှတယ်နတ်သမီးနဲ့ရှင်ကြည့်ရင်တော့ရှုံးတယ်နတ်တော့မမီဘူးတဲ့သို့သောလူချင်းရှင်ကြည့်ရင်တော့ဘုရားတိုင်အလွန်လှတယ်တရက်ပင်ချင်းမှာဘွားကနေဘောရမို့လို့အမ္ဘပါဠိတဲ့ဘယ်သူတဲ့လဲအမ္ဘပါဠိတဲ့ထုထုဆန်းဆန်းအမျိုးသမီးတည်းအလွန်လှတယ်အမျိုးသမီးတည်းလက်စဝီမင်းရဲ့မင်းဥယျာဉ်တရက်ပင်ရဲမှာပေါ်တယ်ဆိုတဲ့တရင်ကြတော့လက်စဝီမင်းတွေတခါတည်းအဲ့ဒီမှာအကုန်လုံးမင်းဥယျာဉ်ချင်းရောက်လာကြအောင်မင်းမောင်းမြောက်များစွာရောက်လာပြီးတော့ဒီလောက်လှတဲ့မင်းသမီးလက်စဝီမင်းတွေကသူယူမယ်ငါယူမယ်ဟာတဲ့မပြဿနာတက်ကြကုန်ပြီလှတဲ့မျိုးသမီးဆိုတော့သူလည်းလိုချင်ငါလည်းလိုချင်တယ်ပြဿနာတက်တဲ့အခါကျတော့သူလည်းပေးလို့မကောင်းငါလည်းပေးလို့မကောင်းဟာခဏနေကြအောင်ဟာခဏနေကြအောင်ကလွတ်တော်ခေါ်ကြအောင်ဟာဆိုတကလက်စဝီမင်းတွေလွတ်တော်ခေါ်လွတ်တော်မှာဒီကိစ္စတင်ပြရောကိစ္စကကြီးကြီးကျယ်ကျယ်ကိစ္စပဲနော်အဲ့ဒါတင်ပြတယ်ဒီမှာအမ္ဘပါဠိလို့ခေါ်တဲ့လူမမီနော်နတ်မမီလူမကလှတဲ့ဒီအမျိုးသမီးလေးဘုလူကလည်းရတယ်ဒီလူကလည်းလိုချင်တယ်ဆိုတော့အဲ့ဒါဘယ်လိုလုပ်ကြမလဲအကုန်လုံးသွေးဝန်းတွေကွဲပြီးတော့စိတ်ဝန်းတွေကွဲပြီးတော့စစ်တွေဖြစ်ကြရင်မကောင်းဘူးအဲ့တော့အများဘုံဆိုင်အနေနဲ့ဒီအမျိုးသမီးကိုပြည့်တကာမှခန့်မယ်တဲ့ဘာခန့်မယ်တဲ့ပြည့်တကာမှခန့်မယ်အလုံးသဘောတူလားကဲကံကောင်ပဲဘယ်လောက်ရှိလဲထောက်ခံပဲဘယ်လောက်ရှိတော့ဆိုတော့ကံကောင်ပဲတမဲမှမရှိဘူးတဲ့ဘယ်ရတဲ့။အကုန်လုံးထောက်ခံပေးလိုက်အောင်။ထောက်ခံပေးတဲ့အခါကျတော့အဲ့ဒီဒါမင်းမင်းကိုယ်တိုင်ခန့်တဲ့ပြည့်တဲ့တာဖြစ်လို့နန်းတော်ကြီးတမျှပြည့်တဲ့အိမ်ကြီးဆောက်ပေးရတယ်။အဆောက်ရောက်ချွေရန်သင်းမင်းနေတဲ့ဥဒ္ဒတိုင်းတွေကာယံပြီးတော့အမလေးပြည့်တဲ့တာပဲပဲလို့အောက်တန်းသားပြည့်တဲ့တာမဟုတ်ဘူးပြည့်တဲ့လမ်းညိုလမ်းကြားမှာဒီဓာတ်တိုင်အောက်ရက်နေတဲ့ပြည့်တဲ့တာမဟုတ်ဘူး။ကြာကြာနာနာတခါတည်းခန်းခန်းနာနာနဲ့နေရတာမင်းမိုင်းစိုးပိုင်းကလာပြီးတော့ဆက်ဆံတဲ့ကာမဂုဏ်ခံလာတဲ့ပြည့်တဲ့တာမှတဲ့အဲ့ဒါအမျိုးမျိုးအနေနဲ့မှာဝေသာလီရဲ့သတင်းဟာပြန့်သွားရောဝေသာလီသတင်းပြန့်သွားတော့ဝေသာလီမြို့မှာနတ်မမီလူမကလှတဲ့ပြည့်တဲ့တာမှရှိတယ်တဲ့အမလေးလက်တွေမင်းတွေကအိမ်ကြီးရခိုင်နဲ့ထားပြီးတော့ကြာကြာနာနာတခါတည်းအုတ်တိုင်းတွေကာယံပြီးတော့တတ်တော်စောင့်နေပါသေးချွေရန်သိမင်းနဲ့သွားရင်လည်းတခါတည်းယထာတွေပါနေဒီလိုနောက်ကချွေရန်သိမင်းနဲ့ဒီလိုလိုက်ရတဲ့ပြည့်တဲ့မှအမတန်လှတဲ့ပြည့်တဲ့မှတယောက်ရှိတယ်ဒီတဲ့ပရိသတ်ကြီးဘယ်ရောက်သွားတော့ဆိုတော့ရာဇကြိုးရောက်သွားရောဘယ်ရောက်သွားလဲရာဇကြိုးနိုင်ငံမှာထီးပြူခွဲလို့ဘုံမြင့်စံနေတဲ့ဘုရင်ကြီးကခြေဘဝတက်ခွဲခါတာဘာလို့လဲဗိမ္ပိတာရဘယ်သူလဲဘုရားတိုင်ဗိမ္ပိတာရမင်းကြီးကကြားရောသူဖျားလည်းမဟုတ်ပါသေးဘူးဝေလုံဝင်ကြောင်းလည်းမလို့ပါသေးဘူးအရိယာမဖြစ်သေးဘူးအဲ့တော့ကဗိမ္ပိတာရမင်းကြီးကသူကတာမန်ပုထုဇဉ်ပဲရှိသေးတယ်အဲ့ဒီချိန်တုန်းကအမ္ဘပါဠိကောင်းစားတဲ့ကာလကဗိမ္ပိတာရမင်းကြီးကတောတာပန်ဖြစ်သေးဘူးတဲ့ပုထုဇဉ်ဒီတဲ့ကြားတဲ့အခါကျတော့ဝေသာလီမှာဒီလောက်ချောဒီလောက်လာတဲ့အမျိုးသမီးငါတော့ကြည့်ချင်တယ်တဲ့သူကရှင်မရင်လေသူကဘာလဲမေးတယ်ရှင်မရင်ကနေရာတိုင်းသွားလို့ကောင်းလားဟာမကောင်းလဲသွားလဲသွားခြင်းနဲ့အပျော်ပါအလွန်ဝါသနာပါတဲ့ဒီဗိမ္မိသရမင်းကြီးကအရိယာမဖြစ်ခင်တုန်းကသူဆန္ဒလေးနည်းနည်းပြောမယ်ဘုရားတိုင်ကိုတရားရှင်းရှင်းပြေးသေးဟလားအဲ့ဒါတခါလဲသူဒီသတင်းကြားတဲ့အခါကျတော့သွားခြင်းတော့ဘယ်နဲ့လုံတုံးဆိုတော့ငယ်ကျွန်တယောက်ကိုခေါ်ပြီးတော့သူ့ရဲ့တတ်တော်ဆောင်ပေါ်ပေးတိုင်းသူ PA ပေါ့အဲ့ဒါခေါ်ပြီးတော့ဟဲ့ကောင်ဒီလိုပဲကြားတယ်အဲ့ဒါသွားရရင်ကောင်းမယ်ထင်တယ်ငါသွားခြင်းတယ်ကွာဆိုတော့မင်းကြီးဒီတိုင်းသွားလို့မရဘူးဘယ်လိုသွားရုပ်ဖြက်ပြီးသွားမယ်ဘယ်လိုသွားမယ်တဲ့အဲ့ဒါရုပ်ဖြက်ပြီးသွားမယ်ဆိုတော့ဘယ်နဲ့လုပ်လဲမင်းမြောက်တရားတွေအကုန်လုံးချုပ်ပြီးတော့ဗိမ္မိတာရမင်းကြီးကပြေးတိုက်ရုပ်သေးပညာရှင်တယောက်အနေနဲ့အမ္ဘပါဠိရဲ့အိမ်တော်မှာသွားပြီးတော့ရုပ်သေးကျိုးဆွဲဆရာဒီပုံစံနဲ့သူသွားမှာသူတို့ဆရာတစ်ပည့်နှစ်ယောက်
တူတူပြောဆိုပြီးတိုင်းအဲ့ဒီလိုရုပ်သေးအတ္တပညာရှင်တယောက်အနေနဲ့သွားပြီးတော့အဲ့ဒီမှာငယ်ကျွန်တယောက်ကိုခေါ်ပြီးတော့အမပါဠိနေတဲ့ဝေသာလီမျိုးကိုသွားအမပါဠိနဲ့အဲ့ဒီမှာတညတာပျော်ပါပြီးတော့ပြန်လာတဲ့အခါမှာအဲ့ဒီအမပါဠိမှာပရိသတ်တွေကိုဝန်ရသွားတယ်တဲ့ပရိသတ်တွေကိုဝန်ရသွားတော့တရင်လမ်းပို့တယ်ဗိမိတာရမင်းကြီးထံကိုဒီလောက်ဗိမိတာရမင်းကြီးကကဲအဲ့ဒါဆိုရင်လည်းပဲကျွေးမေးဆောက်ရှောက်ထားပါတော့ဆိုပြီးတော့ရာတကြိုကနေစရိတ်ထောက်တာဘယ်ကနေစရိတ်ထောက်လဲအဲ့ဒါခလေးစရိတ်တောင်းတယ်ဆိုဟိုလေးရရရှိတယ်ဘယ်သူရှိရတောင်းတာဘယ်သူရှိရတောင်းတာလဲဗိမိတာရမင်းကြီးရှိရတောင်းတော့ဗိမိတာရမင်းကြီးကအဲ့ဒါစရိတ်ထောက်ပြီးတော့ထားအဲ့ဒီသားတော်လေးရဲ့နာမည်ကဝိမလကွန်းတင်ညတဲ့ဘယ်သူတဲ့လဲဘယေသားရဲ့ဝိမလကွန်းတင်ညလို့သားတော်လေးနာမည်ပေးထားပြီးတော့အရွယ်ရောက်လာတဲ့အခါမှာအဲ့ဒီသားတော်လေးဟာမြတ်စွာဘုရားရှင်ကိုတော်မြတ်ဝေသာလီကိုကြွလာတဲ့အချိန်ဟိုကလေးကအရွယ်ရောက်သွားပြီရောက်လာတဲ့အချိန်မှာမြတ်စွာဘုရားတရားတော်ကိုနာပြီးတော့ဖယားလိုက်သွားပြီးသာသနာတော်ဝင်လို့သင်္ကန်းဝတ်တယ်သင်္ကန်းဝတ်ပြီးတော့ဝိပဿနာတရားကြိုးစားပွားများအားထုတ်လိုက်တာဝိမလကွန်းတင်ညသည်ယဟန္တာဖြစ်သွားတယ်တဲ့ဘာဖြစ်သွားလဲအမ္ဘပါဠိရဲ့သားတော်ဘုရုသားလဲဘယ်သူနဲ့ရတာလဲဗိမိသာရမင်းကြီးနဲ့ရတာဘယ်သူနဲ့ရတာလဲအဲ့ဒါဗိမိသာရမင်းကြီးနဲ့ဘယေသားရဲ့တိတ်တိတ်ပုံရထားတဲ့ခလေးကအဲ့ဒါဝိမလကွန်းတင်ညပဲယဟန္တာဘာပုဂ္ဂိုလ်လဲနောက်တခါဘယေသားတရင်ကြားပြန်ခေါ်တဲ့ဥစ္စေနီပြည်မှာတဲ့ဘယ်ပြည်မှာတဲ့ပြည်တရားမတယောက်ရှိပြန်တယ်ပထုမဝတီတဲ့ဘယ်သူတဲ့လဲဒီရှင်မင်းကြီးကဒါပဲလိုက်ဆုံးသွားနေတာလားမသိဘူးကြည်ရတာနော်သူဘို့လို့ကြံ့ကြံ့ပါမှလျှောက်ပြီးတော့ဒီအရိယာမဖြစ်ခင်တုန်းကဗိမိသရမင်းကြီးတော်တော်သိုးပုံရတယ်ဘယေသားကြီးအရိယာဖြစ်ပြီးတော့လည်းငြိမ်သွားတာပေါ့ကွအရိယာဖြစ်ခင်တုန်းကတော်တော်သိုးပုံရတယ်အဲ့ဒါဥစ္စေနီပြည်မှာဘုရုမဝတီဆိုတဲ့ပြည်တရားမအလွန်ချောအလွန်လှသတင်းကြားပြန်ဟောဘယေသားကြီးသတင်းကြတော့သူသွားခြင်းပြန်ရောတဲ့သွားခြင်းပြန်တဲ့အခါကျတော့ဒီတဲ့ခါတော့ဟိုကောင်ခေါ်သွားတော့ဖြစ်ဘူးဟိုလူကြီးခေါ်သွားမှာပဲဘသူခေါ်သွားမယ်ပရောဟိတ်ပုံနာကြီးတဲ့ဘသူလဲဘယေသားကြီးမင်းတိုင်းမင်းအမတ်ကြီးပရောဟိတ်ပုံနာကြီးခေါ်ပုံနာကြီးမင်းဆရာကြီးဥစ္စေနီပြည်မှာဘဒုမဝတီလို့ခေါ်တဲ့ပြည်တရားမတယောက်ရှိတယ်အတန်ကြားတယ်အမတန်ချောအမတန်လှပဲအဲ့ဒီသွားခြင်းနဲ့တညတာပြောပါခြင်းနဲ့အဲ့ဒါဘယ်နဲ့လုံးမလဲမင်းကြီးမသွားပါနဲ့သွားပဲဗျာတားမရတဲ့ကိုတော့သွားတပြီးတော့ဆောင်းရပေးမယ်ဆိုပြီးတော့အဲ့ဒီပရောဟိတ်ပုံနာကြီးကပြေးတယ်မန္တန်ကျွတ်တဲ့နေရာမှာမန္တန်ဖတ်တဲ့နေရာမှာအာနာဆက်ရှိတယ်တဲ့အဲ့ဒါနဲ့သူမန္တန်တစ်ခုရွတ်လိုက်တဲ့အခါမှာကုံပီယံလို့အမည်ရတဲ့ဘလူတကောင်ကိုသူခေါ်နိုင်တယ်ဘလူတကောင်ခေါ်နိုင်တော့မန္တန်ရွတ်ပြီးတော့ဘလူခေါ်တော့ဘလူရောက်လာအောင်ဘာရောက်လာလဲဘလူရောက်လာပြီးတော့ဟဲ့ဘလူဟောတာဗိမိသာရမင်းကြီးပဲတိုင်းပြည်အုပ်ချုပ်တဲ့ရှင်မင်းပဲဥစ္စေနီပြည်မှာဘုရုမဝတီလို့ခေါ်တဲ့ပြည်သာမရှိတယ်အဲ့ဒါသွားပြီးတော့ပျော်ပါခြင်းတို့နဲ့မင်းလိုက်ဖို့ဆိုပြီးတော့အဲ့ဒါဘလူကဗိမိသာရမင်းကိုထမ်းသွားရတယ်တဲ့ဘလူထမ်းသွားရတယ်ဘသူထမ်းသွားတာလဲအဲ့ဒီဘလူမျိုးမလို့ရင်ဘူးလားဩခုနဒီနာသွားရင်ခိုင်းလို့ရအောင်ပြောတာကွယ်အဲ့လောက်စီစီကားစီတွေကကားပြင်ရတာတမျိုးစီနဲ့ဘုန်းကြီးကစဉ်းစားနေတယ်ဒီမန္တန်ဒီဘလူးရွတ်တဲ့လိုက်ရှာတယ်သာလည်းမတွေ့ဘူးဘုရားဒီဘလူးခေါ်တဲ့မန္တန်မန္တန်နဲ့ခေါ်တယ်ပဲပြောတယ်သိလားအဲ့ဒါတကယ်လို့ရလို့ရှိရင်ဒီဘလူးခေါ်ပြီးတော့ဟဲ့တရားဝဲလိုက်ဖို့သားဆိုငါဘူးလားဒတိုင်းမှာခေါ်သေးရလို့သေးလားဟိုမှာဟိုနီလာယုံမှာတော့ဘာလို့ဆင်းပြီးတော့စီထည့်ရလို့သေးလားအဲ့ဒါကြောင့်ဘုန်းကြီးဒီဘလူးလိုချင်နေတာတို့ပြည်သားကမလို့ခြင်းနေဘုန်းကြီးကလိုခြင်းနေအဲ့ဒီအဲ့ဒါလိုက်ရှာတာမန္တန်မတွေ့ဘူးတွေ့ရင်ရွတ်မလို့ဒီညတခါလဲဒီဘလူးခေါ်ပြီးဒီညပြန်အောင်လို့ကားထားခဲ့မယ်ဒီမှာဟုတ်လားအဲ့ဒါဓမ္မမရေးသားရဲ့အဲ့ဒါဒီဘလူးခေါ်ပြီးတော့သွားတို့ပြောဆိုအဲ့ဒါဟိုရောက်တဲ့အခါကျတော့ဒီဘလူးမဝရီနဲ့ပျော်ပါပြီးတော့ဟောသားတယောက်ပရိသန်နေဒီပြန်နေတဲ့ဒီလိုပဲသတင်းပို့တဲ့အခါကျတော့အဲ့ဒီသားတော်ကျတော့နန်းတော်ထဲခေါ်မွေးထားတယ်တဲ့အဘယမင်းသားတဲ့ဗာမင်းသားတယ်လေအဘယမင်းသားတယ်ပရိသတ်တွေဘရုမဝရီနဲ့ဗိမိတာရမင်းကြီးနဲ့တိတ်တပုံရတဲ့သားအဘယမင်းသား
အဲ့ဒီအဘယမင်းသားလည်းပဲနောင်တော့ဘုန်းကြီးတို့မြတ်စွာဘုရားသာသနာတော်ဝင်ပြီးတော့သင်္ဃဝတ်တဲ့အဘယမထေတဲ့ယဟန္တာဖြစ်သွားတယ်။ဘာဖြစ်သွားလဲ။အဲ့ဒီယဟန္တာမဖြစ်ခင်တော့ကအဲ့ဒီအဘယမင်းသားဟာဘသူများမှလဲဆရာကြီးဇီဝကရဲ့အဖေမွေးသားသားအဘယမင်းသားကဆရာဇီဝကကိုမွေးသားထားတာထားလိုက်တော့ဒီနားနေရက်လိုက်တော့အဲ့တော့ဗိမိသာရမင်းကြီးမှာသားတော့2ပါးရှိတယ်ယဟန္တာဖြစ်သွားတာသားတော့ဘယ်နှပါးလဲနောက်တစ်ပါးရှိသေးတယ်ပြီးရင်သီလဝမင်းသားဆိုတာတစ်ပါးရှိသေးတယ်သီလဝမင်းသားဆိုတာမိဖုရားငယ်ကနေမွေးတာအဲ့ဒီမိဖုရားငယ်ကနေမွေးတဲ့သီလဝမင်းသားဆိုတာလည်းပဲနောက်ဆုံးယဟန္တာဖြစ်သွားတယ်သီလဝမထေတဲ့ဗိမိသာရမင်းကြီးပြည်တိုင်းအထင်မတင်းနဲ့ရှုပ်တုံးကတော့ရှုပ်တယ်သူရှုပ်ထားကြတယ်အကုန်လုံးအရှုပ်ကောင်းတွေကြီးဖြစ်တယ်လေယဟန္တာတွေကြီးပဲဘာတွေလဲယဟန္တာတွေကြီးပဲဝိမလကွန်တင်ကြတဲ့အဲ့ဒါယဟန္တာဖြစ်သွားတာပဲအဘယသားတော်ယဟန္တာဖြစ်သွားတာအဘယမထေတဲ့နောက်တက်ကဘုန်းကြီးတို့သီလဝမင်းသားတဲ့သူလည်းယဟန္တာဖြစ်သွားတာပဲဟိုတယောက်ကတော့အဘယ်ဆင်းသွားတာဘယ်သူလဲကိုမျိုးကြတော့ကိုမမိတာပဲတန်းဖြေတယ်သာတသာတဲ့ဟုတ်တယ်ဘယေသားအဲ့ဒီတယောက်ပဲအဘယ်ဆင်းသွားတာဗိမိသာရမင်းကြီးမှာသားတော်၄ပါးရှိတယ်သားတော်ဘယ်နှပါးရှိလဲဒါရဲ့ဒီမှာထားလိုက်ပါတော့ဒီဝိမလကွန်တင်ညာကမပြောလို့မရဘူးအမ္ဘပါဠိရဲ့သားဖြစ်နေလို့ဘုရုသားဖြစ်နေလို့လေအမ္ဘပါဠိရဲ့သားဖြစ်နေလို့ဒါလေးကဘုန်းကြီးတို့ကြားပြပြီးတော့ပြောထားတာအကြောင်းရှိလို့ပြောနေတာဒီဝိမလကွန်တင်ညာဆိုတာအဲ့ဒါသူ့သားတော်ယဟန္တာဖြစ်သွားတယ်ထားလိုက်တော့အဲ့တော့ဟိုမှာအမ္ဘပါဠိကဒီလိုပဲဝေသာလီမှာနေရင်ကနေပြီးတော့ဘုန်းကြီးတို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကောတိကာမလို့ခေါ်တဲ့ရွာကြီးကိုဘုရားရှင်ကိုရောမြတ်ကြွတော်မူလာတယ်ကြွတော်မူလာတဲ့ဆိုတဲ့သတင်းကိုအမ္ဘပါဠိပြည့်တော်မကြီးကြားတဲ့အခါမှာဘုန်းတော်ကြီးဘုရားတခါမှဒီဘက်ဝေသာလီပြည်ဘက်ကောတိကာမရွာဘက်ကိုမလာဘူးအခုထူးထူးဆန်းဆန်းကြွတော်မူလာတယ်ငါမြတ်စွာဘုရားသွားဖူးအောင်ပါပဲဆိုပြီးတော့မြင့်ရထားကြီးရှင်ပြီးတော့နောက်ပါချွေရန်သင်းမင်းတင်းနဲ့ပိဋကရေမြတ်စွာဘုရားတရင်သုံးတော်မူတဲ့ကောတိကာမရွာကိုအမ္ဘပါဠိသွားရောသွားပြီးတော့မြတ်စွာဘုရားရှိခိုးမြတ်စွာဘုရားထာမတရားနာပြီးတော့မြတ်စွာဘုရားကိုဆွမ်းသားပင့်ခဲ့တယ်တဲ့မြတ်စွာဘုရားဘာလုပ်ခဲ့ဘုန်းတော်ကြည့်တော်မူသောမြတ်စွာဘုရားမနဲ့မိုးတော်အလင်းရောက်ရင်ဘုရားတပည့်တော်နေတဲ့အိမ်ကြီးဌာနကိုရှင်ဘုရားကြွတော်မူပါဗျာမြတ်စွာဘုရားမှုရှိတဲ့တန်ခါးတွေဆွန့်ကတ်ခြင်းလို့ဆိုတော့မြတ်စွာဘုရားကောင်းပြီဘုရားစိတ်ငြိမ်သက်ခြင်းအပြင်ဝန်ခံကြိပေးအမ္ဘပါဠိဝမ်းမြောက်ဝမ်းသာဖြင့်ပြန်လာရောဝမ်းသာလိုက်တာဘုရားသူဆွမ်းစားလက်ခံတာအဲ့ဒါနဲ့ပြန်လာတော့ဘုရားတိုင်းလစ္ဆဝီမင်းတွေကလည်းပဲမြတ်စွာဘုရားကောတိကာမရွာမှာတရင်သုံးနေတယ်ငါတို့ဘုရားဘူးသွားကြတို့ဆိုပြီးတော့လစ္ဆဝီမင်းအပေါင်းတွေကလည်းပဲမြင့်ရထားကိုကြီးရှိပြီးတော့ဝေသာလီမြို့ကအထွက်အမ္ဘပါဠိကဝေသာလီမြို့ရဲ့အဝင်အဲ့တော့အမ္ဘပါဠိကဟဲ့မြင့်စရာရှိကမြင့်လန်းမောင်းတယ်မြင့်ရထားမောင်းတယ်လူပြောတယ်အဲ့ဒီလေးစွေမင်းတွေမောင်းလာတဲ့မြင့်လန်းတာဘိမ့်ညက်ပုတ်ပြီးတော့ကပ်ပြီးမောင်းသမ်းပါဆိုပြီးတော့မောင်းခိုင်းတဲ့အခါကျတော့ကဘိမ့်မင်းချင်းချိပြီးတော့အတန်ကြီးကြည့်နဲ့ထွက်တဲ့အခါကျတော့လေးစွေမင်းတွေကဟာဘာလို့တာလဲအယုတ်တော်မှာနင်ငါတို့ရှင်မင်းမျိုးကိုဒီလိုလုပ်ပြီးတော့ဘာလို့တာလဲမောင်ကြီးတို့မသိလို့နော်မသိလို့ကြော့ဝမ်းသာလွန်အားကြီးလို့ပါအောင်ပါပြည့်တသာမကဘာဝမ်းသာနေတာလဲမြတ်စွာဘုရားမှုရှိတဲ့တန်ခါးလေးမနဲ့ဆွမ်းသားပင့်ခဲ့ပြီးပြီလိစ္ဆဝီမင်းတွေကလည်းဆွမ်းသားတော့ပင့်တာလိစ္ဆဝီမင်းတွေကလည်းဘာလို့တာဆွမ်းသားတော့ပင့်တာဘုရားတိုင်းဟာကြည်စမ်းပါဦးပြည့်တသာမကဆွမ်းသားပင့်လာတာမြတ်စွာဘုရားလက်ခံလိုက်ပြီးတဲ့ဆိုတော့အဲ့ဒီမှာယထာလှဲခဏရပ်ပြီးတော့အဲ့ဒီမှာဘာလုပ်ကြတော့ဆိုဟဲ့အမ္ဘပါဠိမနေ့ပြန်ကနေကမဲ့ဆွမ်းကိုငါတို့ကိုရောင်းပါတဲ့ပတ်စံ3သိန်းနဲ့ပေးဝယ်တယ်ဘယ်လောက်ပေးဝယ်လဲနေ့ပြန်ငါတို့ကပ်ပြရစေဥဖျားဖျားဖျားကြွတော်မူလာတာကောတိကာမရွာအဲ့ဒါဥဖျားဖျားငါတို့ဆွမ်းကပ်ပြရစေတော့နေ့ပတ်စံ3သိန်းပေးမယ်ကွယ်မယူပါဘူးပတ်စံ3သိန်းဓမ္မမင်းကြီးတို့3သိန်းမပြောနဲ့ဟာဒီဝေသာလီမြို့နဲ့ဆွန့်တထလဲမယ်ဆိုတာတော့မလဲနိုင်ဘူးတဲ့တကယ်သာသနာအာဇာနည်ပေးတိုက်ပြည်သူ့ပေးမယ်ဆွန့်တနာကဆိုလဲတိုင်းပြည်နဲ့ဆွန့်တနာမလဲနိုင်ဘူးတဲ့ဆိုတော့လက်ဆွေမင်းတွေကငါတို့တော့ရှုံးပြီဘယ်လိုမှလည်းပြောမရဘူးလာပါကွာဘုရားရှိသွားလျှောက်ကြည့်သေးတာပေါ့ဆိုပြီးတော့အဲ့ဒါနဲ့မြတ်စွာဘုရားထံရောက်တို့ပြောဆိုပေးတယ်မြတ်စွာဘုရားဖူး
တွေ့ပြီးတော့ဘုရားတရားနာပြီးတော့ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားမနေ့ပြင်ကတပည့်တော်တို့ရွှေနန်းတော်မြတ်စွာဘုရားနဲ့တန်ဃာတော်တွေဆုံးမဝေကြွတော်ဝါဘုရားလို့မြတ်စွာဘုရားပြင်တော်မြတ်စွာဘုရားကတကားတော်လက်စုရင်မင်းတို့မနေ့ပြင်ကဆွမ်းအမပေါ်ပြီးဆွမ်းအမငါဆွမ်းလက်ခံထားပြီးပြီဘယ်သူပါလဲမြတ်စွာဘုရားပြည်ကြီးတန်းစာအမ္ဘပါဠိရဲ့ဆွမ်းပဲဆိုတော့ဗာမြတ်စွာဘုရားရှေ့မှာလက်စုရင်မင်းတွေကတပည့်တော်တို့ရှုံးပြီဘုရားအမျိုးညံ့တဲ့ပုဂ္ဂိုလ်ကတပည့်တော်တို့တည်းတာသွားပြီတပည့်တော်တို့ရှုံးပြီမြတ်စွာဘုရားနဲ့အဲ့ဒါလက်စုရင်မင်းတွေပြောဆိုပြီးတော့ပြန်လာတို့လိုပြောအမ္ဘပါဠိကလည်းပြန်လာပြီးတော့ပိယတိုင်အဲ့ဒီမှာဆွမ်းနေချက်ပြုတ်ပြီးတော့ဘယ်မှာဆွမ်းကမှာတော့ဆိုရင်သူ့ကိုမွေးဖွားရဖြစ်တယ်အမ္ဘပါဠိတရက်ဥယျင်မှာတဲ့အဲ့ဒီတရက်ဥယျင်ကိုလက်စုရင်မင်းတွေကသူ့ကိုပိုင်ပေးလိုက်တာအမ္ဘပါဠိတရက်ဥယျင်အတွင်းမှာဆုံးပွဲတွေပြင်ဆင်ပြီးတော့မြတ်စွာဘုရားနဲ့တကွာသံဃာတော်တွေကိုမနေ့မို့တော့အလင်းရောက်တဲ့အခါမှာဆွမ်းသားသွားပင်ခိုင်းတယ်မြတ်စွာဘုရားနဲ့သံဃာတော်တွေကြွလာတော့အမ္ဘပါဠိပြည့်ဓမ္မကြီးသည်အဲ့ဒီအမ္ဘပါဠိလို့ခေါ်တဲ့တရက်ဥယျင်တွေမှာပဲဘုရားမှုရှိတဲ့သံဃာတွေဆွမ်းကလို့ပြီးတဲ့အခါကျတော့ဘုရားတတ်တွေမြတ်စွာဘုရားရှင်ကိုရောမြတ်ကိုဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားဣမဟံအမ္ဘဝနံဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားဣမံအမ္ဘဝနာဟောဒီအမ္ဘဝနာလို့ခေါ်တဲ့တရက်ဥယျင်ကြီးကိုဗုဒ္ဓပမုခတန်ကိကမြတ်စွာဘုရားနဲ့တည်းကသံဃာတော်ပေါင်းအားဒေမိဘုရားတပည့်တော်အမ္ဘပါဠိပြည့်တရာမကြီးသည်လှူဒန်းလိုက်ပါတယ်မြတ်စွာဘုရားလို့အဝါစာကောင်းစွာမသွေလျောက်ထားလိုက်ပါပေတော့တည်းဝေသာလီမှာပိယတိုင်ကျောင်းအမကြီးအမ္ဘပါဠိတဲ့အမ္ဘဝနတရဲ့ဥယျင်ကြီးအဲ့ဒါမြတ်စွာဘုရားလှူတယ်သူအဲ့ဒီမှာကျောင်းဆောက်ပြီးတော့ဘုရားမူကြီးတဲ့သံဃာတွေလှူတယ်အဲ့လိုလှူပြီးတော့မကြခင်ချိန်တွင်းမှာပဲအမ္ဘပါဠိဟာမြတ်စွာဘုရားရှင်ကိုရောမြတ်တရင်သုံးနေတော်မူတဲ့ဇေတော်ရွှေကျောင်းတော်ကိုလိုက်သွားတယ်လိုက်သွားပြီးတော့မြတ်စွာဘုရားထံမှာပိယတိုင်သင်္ကန်းဝတ်ခွင့်တောင်းတယ်ဘာတောင်းလဲပိယတိုင်နောက်ပါပရိသတ်ဘလောက်ပါသွားတော့ဆိုတကရေတဲ့အမ္ဘပါဠိနဲ့သူနောက်ပါပရိသတ်တကရေမြတ်စွာဘုရားသတင်းသုံးတဲ့ကျောင်းတော်သွားသင်္ကန်းတွေဝတ်ကြဘိက္ခုနီမတွေဖြစ်တို့လိုပြောစို့ဘိက္ခုနီမတွေဖြစ်ပြီးတော့အဲ့ဒီချိန်မှာသူ့ရဲ့သားတော်ဝိမလကွန်တင်ညသူ့သားတော်ဘယ်လိုလဲဝိမလကွန်တင်ညမထေရကြီးကငါအမေသာသနာတော်ဝင်လာပြီးမေတော်ကြီးသာသနာတော်ဝင်လာပြီးတစ်သက်လုံးပြည့်တဲ့သားမှာအလုံးနဲ့ချိန်ကုန်ခဲ့တဲ့အမေဟာဒီဘဝမှာအရိယာပုဂ္ဂိုလ်ဖြစ်ပါစေတော့ဆိုပြီးတော့အမိတ်ကျေးဇူးဆက်တဲ့အနေနဲ့သားတော်ဖြစ်တဲ့ဝိမလကွန်တင်ညကအမိတ်ရှိကြွလာပြီးတော့အဲ့ဒီဘိက္ခုနီမကြီးကိုဘုရားတိုင်တရားဟောပါတယ်ဘိက္ခုနီမကြီးကိုဘာလို့တလဲတရားဟောပြီးတော့သားဟောတဲ့တရားနာပြီးတော့ဝိပဿနာတရားတွေကြိုးစားပွားများအားထုတ်လိုက်ကြအစိတံကာလမကြာမြင့်ပြီးတော့ကာလမှာပဲသာထောအမ္ဘပါဠိလို့ခေါ်တဲ့ဘိက္ခုနီမကြီးသည်အရဟတံကိလေသာအသောခွာလျောကုန်ခန်းတဲ့ယဟန္တာဖြစ်သောပါမုနိကောင်းစွာမသွေဆိုင်ရောက်တော်မူခဲ့ပါပေတည်းသာတော်ဝိမလကွန်တင်ညာတရားနာပြီးတော့အမေလုတ်တဲ့အမ္ဘပါဠိဘိက္ခုနီမကြီးဟာယဟန္တာဖြစ်သွားတယ်တဲ့ဘာဖြစ်သွားလဲယဟန္တာဖြစ်သွားတော့ဘဝစသိမ့်သွားတာဘာသိမ့်သွားတာလဲဘဝနဲ့ဆန္ဒအခုမှတစ်ထပ်သေးကြသွားတာနော်ဟိုးသူ့ဘဝခရီးတစ်လျှောက်လုံးမဖြစ်ရှင်တာတွေလည်းဖြစ်ခဲ့ရတယ်မလားအဲကြောင့်မို့လို့တို့ဘဝတန်တရာတစ်ချင်းထဲမှာမဖြစ်ရှင်တာလည်းဖြစ်ရသည်ဆိုတာကြားဘူးတယ်မလားဖြစ်ရှင်တာလည်းမဖြစ်ရသည်ဆိုတာကြားဘူးတယ်မလားကြားဘူးရင်လည်းမဆိုတော့မကြားဘူးရင်လည်းဆိုပြမလို့ကြားဘူးတယ်ဆိုတော့လည်းပြီးသေးဖို့ဟုတ်လားအဲ့တော့တော်ပါပြီပိသတ်တွေအဲ့တော့ဒီနေ့ညအလုံးတရားချစ်ခင်စိတ်ကောင်းဝင်တဲ့သူတော်စင်တို့ကိုဘုန်းကြီးတို့တရားအလှပေးလှူတဲ့နေရာမှာဘဝနဲ့ဆန္ဒတစ်ထပ်တည်းကြရလားတဲ့တရားကောင်းစင်ပါတယ်လေမြတ်စွာဘုရားသာနာတော်ကြီးနဲ့တွေ့နေတော့လူဘဝလည်းရောက်နေတော့မှကိုဖြစ်ရှင်တဲ့ဆန္ဒတွေဖြစ်ရအောင်လို့
အဘယ်မကြစေခြင်းလဲပဲအဘယ်မကြအောင်ကုသိုလ်ကောင်းမှုတွေလုပ်ဖို့ဟောတာပဲရတဲ့။အတုဂတိဘုံနေပါတန္တရာခီးကျင်လေခြင်းနဲ့ဆိုရင်လည်းပဲသူဂတိဘုံကျင်လေရအောင်ကုသိုလ်ကောင်းမှုတွေလုပ်ဖို့တိတဲ့တတ်နိုင်လည်းပဲဟိုဒီဘဝတတိတော်ဘဝစာအပြဖဲဖရားဆိုရင်လည်းပဲယဟန္တာဖြစ်တဲ့ထီအောင်ကြိုးစားအထောက်ကြအရိယာဖြစ်တဲ့ထီအောင်ကြိုးစားအထောက်ကြလို့တိုက်တော်ပါတယ်အဲ့တော့ဘဝနဲ့ဆန္ဒတထန်တဲ့ကြရလားဆိုတဲ့မေခွန်းကသူများကိုမေးရမှာလားကိုကိုမေးရမှာကိုမေးပါဒါကြောင့်မို့လို့ပရိသတ်မေခွန်းဒီလူဘဝကိုတိုးတက်စေသည်မေခွန်းဟာပါတယ်လေကြည့်ပေါ့အကြောင်းသူအကြောင်းသားတွေပညာရေးရှင်းတိုးတက်မှုဘယ်လောက်ရှိမကြီးဆိုတာစံမိုးပဲမစစ်ရဘူးလားဒီတိုင်းပဲပေါ့ပရိသတ်ကိုဘဝမှာလည်းပဲကိုဘဝတိုးတက်ခြင်းမေခွန်းမကြမေးပေးပါငါဘဝငါဆန္ဒငါတခါတည်းကြရလားမကြသေးရင်လည်းပဲကြအောင်လို့ကုသိုလ်ကောင်းမှုတရားတွေနဲ့ကြိုးစားပါမြတ်စွာဘုရားသာသနာတော်မှာပြည့်တမကျောင်းအမယဟန္တာမကြီးသုံးဖွဲ့ရတယ်အမ္ဘပါဠိရဲ့အကြောင်းအရာကိုတင်ပြပြီးတော့သူ့ဘဝခရီးမှာလည်းပဲသူမဖြစ်ရှင်တဲ့လည်းဖြစ်ခဲ့ရသူဖြစ်ရှင်တဲ့ဥပပါတိပရိတန်တေတို့နော်ရုပ်အစင်လှပါခြင်းဆိုတာဒါသူဖြစ်ရှင်တာတွေမို့လားဒါတွေလည်းဖြစ်ခဲ့ရတယ်တန္တရာခီးရဲ့သွားတယ်ဆိုတော့ဒီလိုပဲပြည့်တယ်မဖြစ်ရှင်တာတွေလည်းဖြစ်ရဖြစ်ရှင်တာတွေလည်းဖြစ်ရဒီလိုတွေသွားနေတဲ့တန္တရာခရီးမှာတို့ဘုရားသာသနာတော်ကြီးနဲ့တွေ့တော့ဖြစ်ရှင်တာတွေဖြစ်ရအောင်လို့ဒီပင်ဟာတွေသားထားဖို့အပယ်လေးပါမကြအောင်လို့ကုသိုလ်ကောင်းမှုတရားတွေနဲ့ပျော်မွေပြီးတော့နေနိုင်ကြပါစေအဲ့ဒါမှသာလေကုသိုလ်လုံးမှသာလေဘဝနဲ့ဆန္ဒတထထဲကြတဲ့လူတော်ပဲလို့တော်နိုင်ကြပါစေကိုယ့်ဘဝခရီးဆန်တက်တဲ့နေရာမှာနိဗ္ဗာန်မရောက်ခြင်းဘဝကောင်းဒီမှာပဲကျင်လင်းပြီးတော့သွားနိုင်ရအောင်လို့ကုသိုလ်တရားတွေကြိုးစားအထောက်နိုင်ကြပါစေလို့တိုက်တွန်းနှိုးဆော်ခြင်းနဲ့ပရိသတ်တွေခဏညခေါ်သွားသောအမ္ဘပါဠိထေရီပါဒံတရားတနည်းပြောရင်ဘဝနဲ့ဆန္ဒတထထဲကြရလားလို့အမည်ပေးထားတဲ့ဓမ္မကထာဒေသနာတော်မြတ်ကိုဓမ္မကဗျာလေးတစ်ပုဒ်ဆိုပြီးတော့တရားဝဲသိမ့်လိုက်ကြသောအလုံးလိုက်ဆိုပါလောကလူရွာတခါတခေါဝင်လာရောက်တဲ့လူသားတွေကိုယ်ဘဝမှာဖြစ်ခြင်းဆုံးကဘယ်ဟာတွေတော့ပြန်မေးလေဒုက္ခခတ်သိမ်းချုပ်ပြသိမ်းငြိမ့်နေဘူးပြေရောက်လိုပါရာဒီဆန္ဒမုတ်ချရှိကြပေလေးပြအပဲကင်းစင်ပါဒီဆန္ဒကလူတိုင်းပဲဆန္ဒပြည့်ရန်ကျင့်စဉ်တရားကကုသိုလ်ပွားဖို့လိုအပ်ပေအဘယ်လိုကြောင့်ကုသိုလ်ကောင်းစုဆောင်နိုင်ရင်လေဓမ္မဘဝနဲ့ဆန္ဒတထထဲကြဓမ္မလူတော်ပဲလောကလူရောတခါတခေါဝင်လာရောက်တဲ့လူသားတွေကိုယ်ဘဝမှာဖြစ်ခြင်းဆုံးကဘယ်ဟာတွေတော့ပြန်မေးလေဒုက္ခခတ်သိမ်းချုပ်ပြငြိမ့်ငြိမ့်နေဘူးပြေရောက်လိုပါရာဒီဆန္ဒမုတ်ချရှိကြပေလေးပြအပဲကင်းစင်ပါဒီဆန္ဒကလူတိုင်းပဲဆန္ဒပြေရန်ကျင့်စဉ်တရားကကုသိုလ်ပွားဖို့လိုအပ်ပေအဘယ်လိုကြောင့်ကုသိုလ်ကောင်းစုဆောင်နိုင်ရင်လေဓမ္မဘဝနဲ့ဆန္ဒတထထဲကြဓမ္မလူတော်ပဲဒေတိတော်မေအယံဓမ္မောဗုဒ္ဓေနာဟိသဘာတိတော်ဒေနာသဗေဒုက္ခယန္တုဇနာဣဋ္ဌသမင်္ဂိနော
ဗုဒ္ဓေနအရဟတဆိုတရားမူခိုင်းတုနိုင်မမြင်ဂေါရမဘုရားရှင်သည်အာဟိသဘာတိတော်ထံကတိုင်းပယပြပြသာနာထိကရွတ်ဆို၍ဟောကြားအပ်သောအယံဓမ္မောအမ္ဘပါဠိထေရီပါဠိလို့ခေါ်ဆိုအပ်တဲ့ဘဝနဲ့သန္ဓတခါတည်းကြရဲ့လားလို့အမည်ပေးထားတဲ့ဓမ္မကတာဒေသနာတော်များကိုမေမယံငါတိဒေတိတော်တို့တရားဓမ္မတွေတိစေမစေကျင့်ကြံနိုင်ကြပါစေဤအနေဖြင့်ကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပြီတေနထို့သောစေဝဓမ္မဒါနဓမ္မသဝနာဘာဝနာမယပုညကရိယာကုသိုလ်ထူးကြောင့်တပင်ကျွတ်မဲ့ဥဒ္ဒုံလုံးစုံကုန်သောဇဏတရားနာရောက်လာပေါင်းများစွာတို့သည်ဣဒ္ဓသမင်ဟိနောမိမိတို့အသီးအလိုရှိရာတောင်းတအပ်သောဣဒ္ဓမင်္ဂလာကျက်သည်ဖြာဖြာတို့နှင့်ပြည့်စုံကြကုန်သည်ဖြစ်၍ဒုက္ခယတုယနေ့ကသာနိဗ္ဗာန်ပြောင်းကြသည့်ဘဝတိုင်အောင်စိတ်ရွှင်လန်း၍ကြံကြံမာချမ်းချမ်းသာသာရှိတော်မူနိုင်ကြပါစေကုန်တည်း